ကျွန်တော်တို့လမ်းခွဲခဲ့တာနှစ်တော့ကြာပြီးတဲ့နောက်ဓာတ်လေကားထဲမှာချမ်းသာကြွယ်ဝတဲ့ရီးစားဟောင်းနဲ့ထပ်ဆုံမိလိုက်ပါတယ်ကျွန်တော်လက်ထက်ကကလေးကိုမြင်လိုက်တဲ့အချိန်မှာပဲသူမမျက်နှာမှာတစ်ခါမှမမြင်ဘူးတဲ့ထိတ်လန့်မှုမျိုးဖြစ်သွားတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့နာမည်ကြီးအဆိုတော်တယောက်နဲ့အတူပါတီပွဲတက်ပြီးရေမောပျော်ရွှင်နေတဲ့သူမရဲ့ပုံရိပ်တွေပြန်ပေါ်လာတယ်အဲ့ဒီတုန်းကကျွန်တော်ရဲ့ကိုယုံကြည်မှုမရှိတဲ့စိတ်ကြောင့်ပဲကျွန်တော်ထွက်ပြေးခဲ့တာပါဘာစကားမှမဆိုပဲအဆုံးသက်ကောင်းကောင်းမလုပ်ပဲပျောက်ကွယ်သွားခဲ့မိတယ်လက်ရှိချိန်ကိုပြန်ရောက်လာတဲ့အခါကျွန်တော်ထွက်သွားဖို့ပြင်ပေမဲ့သူမကကျွန်တော်လမ်းကိုပိတ်ဆို့လိုက်ပြီးမျက်လုံးတွေနီးရဲနေတယ်ငါ့ကိုရှောင်မသွားပါနဲ့လို့သူမတောင်းပန်တယ်တခုခုပြောပါဦးမင်းငါ့ကိုလွမ်းတယ်လို့ပြောပါငါ့ကိုမစွန့်လွတ်နိုင်ဘူးလို့ပြောပါမင်းငါ့ကိုပဲချစ်နေအောင်မယ်လို့ပြောပါဒီစကားတွေကိုသာပြောပေးမယ်ဆိုရင်မင်းလိုချင်တာမှန်သမျှငါပေးမယ်မင်းကလေးအတွက်မိထွေးတောင်ဖြစ်ပေးမယ်လို့ပြောပါတယ်ဒီနေ့ကကျွန်တော်ညီမလေးမွေးနေ့ဖြစ်လို့ပြည်ပကနေပြန်ခေါ်ထားတာပါညီမလေးရဲ့သမီးကိုချီပြီးဓာတ်လေကားထဲဝင်လာတော့ကလေးကရေမောနေပြီးတခြားသူတွေကိုသတိမထားမိဘူးဟိုမျိုးသမီးကအရန်လာတာပဲသူကကြက်ပွင့်တယောက်လာလို့တူမလေးကမေးတယ်သူမရဲ့မျက်လုံးတွေကအံ့အားသင့်မှုတွေနဲ့ပြည့်နေတယ်ဓာတ်လေကားနဲ့ရမှာကတ်ထားတဲ့ပိုစတာကြီးကိုကြည့်လိုက်တဲ့အခါကျွန်တော်ရက်တန့်သွားတယ်အဲ့ဒါ Charles Sterling ပဲနှစ်တွေအကြာကြီးမှာသူမဟာအောင်မြင်တဲ့သူတယောက်ဖြစ်လာပြီလို့ကြားခဲ့ရတယ်ကျွန်တော်တိတ်ဆိတ်စွာနဲ့ရက်နေမိပြီးအတိတ်ကအမတ်တရားတွေကရေလိုင်းလိုမျိုးပြန်စည်းဝင်လာတဲ့အတွက်အသက်ရှူရခက်ခဲသွားတယ်ဒါပေမဲ့အဲ့ဒါတွေကအတိတ်မှာကြံခဲ့ပြီးကျွန်တော်တူမလေးရဲ့နှာခေါင်းကိုအသားလေးစိတ်ပြီးချစ်စနိုးနဲ့ပြောလိုက်တယ်သူ့နာမည်က Charles Sterling လို့ခေါ်တယ်သူကအရန်တော်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ပါဒါပေမဲ့သူကမိန်းမကောင်းတယောက်ဖြစ်ပေမဲ့ရီးစားကောင်းတယောက်တော့မဟုတ်ခဲ့ဘူးလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲဓာတ်လေကားတကားပွင့်လာပြီးအတန်ချိုချိုနဲ့မိန်းမတယောက်ဝင်လာတယ်ရှင်ကျမအကြောင်းပြောနေတာလားပြီးတော့ဒီကလေးမလေးကဘာတူလဲညီမလေးကအရန်လာတာပဲနော်ဟုတ်တယ်မလားလို့သူမကမေးတယ်ဟုတ်တယ်အရန်လာတယ်ဟေးအန်ဒီကပိုစတာထဲကအန်ဒီနဲ့တပုံစံတည်းပဲလို့သူမလေးကပြောတယ်ကျွန်တော်နှလုံးသားကရင်ဘတ်ထဲကနေခုန်ထွက်မတက်ပါပဲဒီအတန်ကအရန်ရင်းနှီးလို့ကျွန်တော်ဝိညာဉ်တဲ့အထိဆွဲထင်နေတာပါကျွန်တော်ခေါင်းပေါက်ကြည့်လိုက်တဲ့အခါသူမနဲ့မျက်လုံးချင်းစုံမိတယ်အချိန်တွေရက်တန့်သွားတယ်လို့ပါပဲရှလောကအံ့အားသင့်သွားပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်သူမရဲ့မျက်ခုံးတွေကတွန့်ချိုးသွားပြီးကျွန်တော်နဲ့ကလေးကိုအလှည့်ကျကြည့်နေတယ်ခဏကြာမှသူမရဲ့အမူအရာကအေးဆက်သွားပြီးကျွန်တော်မမိရဲ့ရေခဲပြင်လိုမျက်နှာဖုံးဆွလိုက်ပြန်တယ်ကျွန်တော်အလိုလိုနောက်ကိုဆုပ်လိုက်ပြီးသူမအတွက်နေရာဖယ်ပေးလိုက်တယ်ဟယ်လိုကျွန်တော်ရဲ့ယဉ်ကျေးပြီးအလံဝေးတဲ့နှုတ်ဆက်စကားကိုကြားတဲ့အခါရှလောကခါတီးစွာရေမောလိုက်တယ်မင်းစီမှာဒါပဲရှိတာလားဟယ်လိုတခွန်းတဲလားပြန်ကောင်းစွာနဲ့ပဲဓာတ်လေကားကကျွန်တော်ဆင်းရမယ့်ထက်မှာရက်သွားတယ်ကျွန်တော်တူမလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးအပြင်ကိုပြေးထွက်သွားတယ်ခဏနေဦးလို့သူမကလှမ်းခေါ်ပြီးနောက်ကလိုက်လာတယ်မေးစရာရှိလို့ဒီကလေးကမင်းကလေးလားမဟုတ်ပါဘူးသူကကျမဦးလေးပါလို့တူမလေးကပြောလိုက်တယ်သူကအရန်ချောတယ်မလားသူကအခုထိအိမ်မထောင်ရသေးဘူးတကူလေးသမားပါလို့ပြောတယ်တိတ်ဆန်းမဟုတ်တာတွေမပြောနဲ့လို့ကျွန်တော်အမြန်တားလိုက်တယ်ဖလိုရဲ့အကြည့်တွေကပိုပြင်းထန်လာတာကိုခံစားရပေမဲ့ကျွန်တော်နောက်ကိုပြန်မလဲခဲ့ပါဘူးကျွန်တော်ဆက်လျှောက်နေလိုက်တယ်နှစ်တွေကြာကြီးမှာသူမကိုပြန်တွေ့တာကဘာလို့ဒီလောက်တောင်နာကျင်ရတာလဲဆိုတာကျွန်တော်မသိခဲ့ဘူးမွေးနေ့ပါတီကပျော်စရာကောင်းပေမဲ့ကျွန်တော်လာတာဆောင်ဘက်ကိုထွက်လာလိုက်တယ်စီကရက်ကိုမီးညှိပြီးအသက်ပြင်းပြင်းရှူကမိခိုးမွေးတွေကိုငေးကြည့်နေမိတယ်အဲ့ဒီမိခိုးမွေးတွေထဲမှာကျွန်တော်ဘဝဟောင်းကိုမြင်အောင်နေမိတယ်ဒီနှစ်တွေအတွင်းမှာကျွန်တော်မှုတ်တက်နေတဲ့မြေအောက်ခန်းတွေမှာနေခဲ့ရတယ်အမိုက်ပုံးတွေကိုအမိုက်ကောက်ပြီးခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်အန်ကျိပြီးရှင်တန်ခဲ့တယ်ဒါပေမဲ့ကျွန်တော်အယိုးထဲထိဆွဲနေတဲ့ကိုအထင်သေးတဲ့စိတ်ကတော့ဖျောက်ဖျက်လို့မရတဲ့အမှတ်သားတစ်ခုလိုပါပဲရုတ်တရက်နောက်ကခြေတံကြားလိုက်ရတယ်လက်ကြည့်လိုက်တော့ချောက်ဖြစ်နေတယ်သူမကအနက်ရောင်ညနေခင်းဝတ်စုံကိုဝတ်ဆင်ထားတယ်သူမရဲ့အရှိန်ဝါကအရန်တောက်ပါပြီးနီးကပ်ဖို့တောင်ကြောက်ရတဲ့အထိပါပဲမင်းရင်ကဆက်လက်မတောက်ပါဘူးနော်နှစ်အနေငယ်ပဲရှိသေးတာလေဒီလိုအကျဉ်ဆိုးတွေကိုဘယ်ကရလာတာလဲမင်းဆက်လက်လုံးဝမတောက်ဘူးလို့ဂရိပေးခဲ့တာမဟုတ်လားတောင်းပန်ပါလေကျွန်တော်အများအားဆက်လက်တောက်တာပါဒါပေမဲ့မင်းရှိမှတော့မတောက်ခဲ့တာပါဘာလို့လဲဆိုတော့မင်းကအဲ့ဒီအနံ့ကိုမကြိုက်ဘူးလို့ပြောခဲ့လို့လေမင်းကကိုစုံမဖို့ဒီထိလိုက်လာတာမဟုတ်တော့ပါဘူးနော်ကျွန်တော်သူမကိုကြော်သွားဖို့လုပ်တဲ့အခါသူမကကျွန်တော်လက်မောင်းကိုဆွဲလိုက်တယ်မင်းကကိုဘာမှပြောစရာမရှိဘူးလားဘာပြောရမှာလဲအတိတ်ကိုပြန်ပြောပြပြီးမိဟောင်းတွေကိုပြန်လည်မွေးမိရှို့ရမှာလားတောင်းပန်ပါလေကျွန်တော်မှာကိုယ်ပိုင်ဘဝရှိနေပြီမင်းကဘဝတွေကိုဝင်လာဖို့ကြိုးစားတာရက်လိုက်တင်ပြီသူမဒီလောက်တောင်စိတ်ရှုပ်ထွေးနေတာကိုမြင်ရတဲ့အခါကျွန်တော်နှာခေါင်းထဲမှာဆက်လာတယ်သူမအတွက်မဟုတ်ပါဘူးကျွန်တော်အတွက်ပါအခုကစပြီးကျွန်တော်ဘယ်သူနဲ့ရှောက်လန်းမလဲဘယ်လိုဘဝမျိုးမှာနေမလဲဆိုတာကျွန်တော်ဆုံးဖြတ်ချက်ပဲဘယ်သူမဆိုဖြစ်နိုင်တယ်သူမလွဲရင်ပေါ့နောက်ပြီးကျွန်တော်တို့ကတကဘာစီကလူတွေပါရှင်အဲ့ဒီမှာရက်လိုက်ပါအပြေမပေးမချင်းရှင်ဒီကထွက်သွားလို့မရဘူးဒီနှစ်တွေအတွင်းမှာရှင်ပဲရောက်နေတာလေကျွန်တော်သူမလက်ကိုအေးဆေးပဲခါချလိုက်ပြီးလှောင်ပြုံးလိုက်တယ်ဟွန်းကျွန်တော်ကိုရှာနေတာလားဘာလို့လဲမစ္စာစတာလင်ကျွန်တော်ကရှင်ခေါ်ချင်တဲ့အခါခေါ်ပြီးပြစ်ချင်တဲ့အခါပြစ်လို့ရတဲ့ခွေးတစ်ကောင်လောက်ပဲမဟုတ်လားဘာဖြစ်လို့လဲအခုခွေးကထွက်ပြေးသွားတော့စိတ်ပူနေတာလားကျွန်တော်ကိုအထင်သေးအောင်ပြောနေတာမဟုတ်ပါဘူးအရှိတရားကိုပြောပြနေတာပါချောတိတ်သွားတယ်သူမရဲ့အကြည့်တွေကအရန်ဆူရှာပြီးကျွန်တော်အသားရည်ကိုထိုးဖောက်ပြီးကျွန်တော်နှလုံးသားထဲကမှုတ်တက်နေတဲ့နေရာတွေကိုမြင်နေရတယ်လို့ပဲပြီးတော့ကျွန်တော်သူမကိုအခုထိချစ်နေသေးတယ်ဆိုတာကိုလည်းဖော်ထုတ်နေတယ်လို့ပါပဲEllen Millerမင်းကလူယုံမှာပဲဘာစကားမှမဆိုပဲဘလို့လောက်ပြောက်ွယ်သွားရဲတာလဲရှောင်းနဲ့ကျွန်တော်တက္ကသိုလ်မှာစုံခဲ့ကြတာပါအဲ့ဒီတုန်းကကျွန်တော်ကတစ်လကိုဒေါ်လာ1000ကျော်နဲ့ပဲရုန်းကန်နေရတာသူမကတော့ငွေကြေးအရလွတ်လပ်နေပြီကျွန်တော်တို့တွဲနေတုန်းကဈေးအားလုံးကိုသူမပဲကြခံပေးခဲ့တာတခြားကျောင်းသားတွေစာမေးပွဲကြမှာစိုးရိမ်နေချိန်မှာကျွန်တော်ကသူမနောက်ကိုလိုက်နေပြီးကမ္ဘာလောကကြီးရဲ့အံ့ဖွယ်တွေကိုမြင်နေရတယ်New York City မှာပါတီပွဲတညတက်တာကကျွန်တော်တစ်နှစ်လုံးစုထားတဲ့ပတ်စံထက်ပိုကုန်တယ်
ကျွန်တော်အတွက်တော့ဒါဟာနိုးထရမဲ့လှပတဲ့အိမ်မက်တစ်ခုလိုပါပဲကျွန်တော်တို့ကြားမှာကြော်လွှားလို့မရတဲ့လူဒန်းစားကွာခြားချက်ရှိနေတယ်ကျွန်တော်ကသူမရဲ့ဘဝခရီးလမ်းမှာခဏတာတောက်ပသွားတဲ့မီရှူမီပန်းလေးပဲဖြစ်နိုင်တယ်ကျွန်တော်တို့ကတာမန်စုံတွဲတွေလိုမဖြစ်နိုင်ပါဘူးသူမကအမြဲအလုံးများနေပြီးကျွန်တော်ပို့တဲ့စာတွေကိုနာရီပေါင်းများစွာမဖတ်ဖဲထားတတ်တယ်ဒီလိုအမြဲတမ်းမလုံခြုံတဲ့စိတ်ခံစားချက်ကညှဉ်းပန်းနှိပ်စက်တယ်လို့ပါပဲအပြင်သွားတဲ့အခါတောင်သူမရဲ့တငယ်ချင်းတွေကကျွန်တော်နာမည်ကိုမှတ်မိဖို့တောင်မကြိုးစားကြဘူးသူတို့မျက်လုံးထဲမှာကျွန်တော်ကအလွယ်တကူအစားထိုးလို့ရတဲ့ယာယီဧည့်သည်တယောက်ပဲသူမပါတီပွဲတက်မယ်ဆိုတာသိလို့အနီးနားမှာရှိနေတော့ခိုးကြည့်ဖို့သွားခဲ့တဲ့အချိန်ထိပေါ့အဲ့ဒီတစ်ချက်ကြည့်လိုက်တာကပဲအဆုံးသတ်ပါပဲသူမကနာမည်ကြီးအစိုးရရဲ့လက်မောင်းကိုတွဲပြီး red carpet ပေါ်မှာလမ်းလျှောက်နေတယ်သူမကပြည့်စုံနေတယ်သူမရဲ့ဝတ်စုံကသူမရဲ့ကြော်ရှင်မှုကိုပို့ပေါ်လွင်စေတယ်သူတို့နှစ်ယောက်ကကောင်းကင်ဘုံကဖန်တီးပေးလိုက်တဲ့စုံတွဲလိုပဲရေမောပျော်ရွှင်နေကြတယ်ကျွန်တော်အရေးထဲမှာရက်ပြီးကြည့်နေမိတယ်စိတ်ထဲမှာတော့ငြိမ်းချမ်းသွားတယ်လို့ကျိုးပဲ့သွားတယ်လို့ခံစားရတယ်အဲ့ဒါကကျွန်တော်ဘယ်တော့မှမထိတွေ့နိုင်တဲ့ကဘာတစ်ခုပါနိုးထရမယ့်အချိန်ရောက်ပြီပေါ့လေကအေးဆက်နေတယ်အဲ့ဒီညမှာပဲသူမဝယ်ပေးထားတဲ့တိုက်ခန်းကနေကျွန်တော်ထွက်လာခဲ့တယ်လမ်းခွဲကြောင်မပြောဘူးနှုတ်မဆက်ဘူးကျွန်တော်ရဲ့စင်ကက်ကိုချိုးလိုက်တယ်ဆိုရှယ်မီဒီယာအကောင့်အားလုံးကိုဖျက်လိုက်ပြီးသူမရဲ့ကဘာထဲကနေကျွန်တော်ကိုလုံးဝပျောက်ကွယ်သွားအောင်လုပ်လိုက်တယ်ကျွန်တော်တက်ပြင်းပြင်းရှူပြီးအတိတ်ကနေလက်ရှိကိုပြန်ရောက်လာတယ်မျက်ရည်တွေနဲ့ချိုးကိုကြည့်လိုက်တယ်မစ္စတာစတိုလင်ကျေးဇူးပြုပြီးကိုတန်ဖိုးထားပါသူမကိုမြင်ရတဲ့အခါနှလုံးခုန်မြန်နေသေးတာကိုကျွန်တော်ဝန်ခံပါတယ်ဒါပေမဲ့အဲ့ဒါအချစ်မဟုတ်တော့ဘူးလက်ဆိုင်စွာမြုပ်နှံထားတဲ့ဗီဇတစ်ခုတက်ပါအခုတော့ကျွန်တော်အခြေအနေတိုင်းရဲ့အကျိုးအပြစ်ကိုချိန်ဆတက်နေပြီသူမရဲ့ဇွဲကတော့အထင်သေးခံရတဲ့အတွက်ဖြစ်လာတာဖြစ်နိုင်ပါတယ်သူမလိုမျိုးအောင်မြင်မှုရဲ့အဆုံးမှာမွေးဖွားလာတဲ့သူတစ်ယောက်ကဆင်းရဲတဲ့ကောင်လေးတစ်ယောက်ရဲ့စွန့်ပစ်ခြင်းကိုခံရတာကိုလက်မခံနိုင်တာပေါ့ကျွန်တော်ကသူမရဲ့မမေ့နိုင်တဲ့ပထမဆုံးအချစ်လက်လွတ်သွားတဲ့သူဖြစ်နေတာလေဒါပေမဲ့အဲ့ဒီလိုအချစ်မျိုးကအရန်လေးလုံးနဲ့ဝင်တော့ဝင်ဖို့တစ်ခုဖြစ်ပြီးကျွန်တော်ကအဲ့ဒီအတွက်မထိုက်တန်ပါဘူးကျွန်တော်သူမလက်ကိုခွာလိုက်ပြီးခါးသီးစွာရေမောလိုက်တယ်ဟုတ်ပါတယ်အဲ့ဒီတုန်းကရုတ်တရက်ထွက်သွားမိတဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့အခုတော့ရှင်းရှင်းလင်းလင်းပြောပြနိုင်ပါပြီကျွန်တော်တို့အတွက်အနာဂတ်မရှိတော့ပါဘူးမင်းမစွန့်လွတ်နိုင်တဲ့အတိတ်ကကျွန်တော်အတွက်တော့ဘာအတိတ်ပဲမှမရှိတော့ဘူးကျွန်တော်တို့ဝေးကွာသွားတာကြာပြီကိုဂယုစိုက်ပါပြောပြီးတာနဲ့ကျွန်တော်နောက်လည်းမကြည့်ပဲထွက်သွားဖို့ပြင်လိုက်တယ်ဒါပေမဲ့ချောကနားမလဲပုံမှာပဲကျွန်တော်ခြေလမ်းနှဲငယ်ပဲလှမ်းရသေးတဲ့အချိန်မှာသူမကအမြန်ပြေးလာပြီးကျွန်တော်ကိုဆွဲကအနီးနားကလှေကားတစ်ဖက်ကိုဆွဲခေါ်သွားတယ်မစ္စတာစတိုလင်သတိထားပါကျွန်တော်ကိုလွှတ်ပေးပါမဟုတ်ဘူးမင်းကိုတခါဆုံးရှုံးခဲ့ရပြီဒီတခါတော့မင်းပါပြောငါဂယုမဆိုင်ဘူးငါဘယ်တော့မှမလွတ်ပေးတော့ဘူးကျွန်တော်ဘာမှမစဉ်းစားရသေးခင်မှာပဲချောကကျွန်တော်ကိုဖက်ပြီးအနမ်းပေးလိုက်တယ်ကျွန်တော်မျက်လုံးတွေပွင့်လာပြီးရင်ဘတ်ထဲကနှလုံးသားကလည်းအယိုးနဲ့ရိုးတွေကိုထုရိုက်နေတယ်လို့ပဲကျွန်တော်ဘာမှမလုပ်နိုင်ပဲအေးခဲသွားတယ်လို့ခံစားလိုက်ရတယ်အချိန်တော်ကြာပြီးတဲ့နောက်မှာတော့သူကကျွန်တော်ပခုံးပေါ်ခေါင်းမိလိုက်ပြီးခါကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်းတကိုယ်လုံးတုံနေတယ်ပြီးတော့ကျွန်တော်ပခုံးပေါ်မှာနှွေးထွေးတဲ့အရည်တွေဆွတ်လာတာကိုခံစားလိုက်ရတယ်သူငိုနေတာပဲတိတ်ဆိတ်နေတဲ့လှေကားထစ်မှာထိုးရဲ့အတန်တိုးတိုးနဲ့ရှိုက်ငိုနေတာကိုကြားနေရတယ်ကစားနေတာပြီးပြီလားကျမစီကနေနှစ်ပေါင်းများစွာပုံကွယ်နေခဲ့တာလေအခုတော့ပြန်လာပေးလို့မရဘူးလားအဲ့ဒီလေးလံတဲ့တိတ်ဆိတ်မှုထဲမှာပဲအမြဲလိုပေါ့ပေါ့ဆဆနဲ့နေတတ်တဲ့ချုံမှလည်းခံစားချက်တွေရှိနေတာပဲဆိုတာကိုကျွန်တော်သဘောပေါက်လိုက်တယ်နောက်ဆုံးတော့သူလဲလူသားတစ်ယောက်ပါပဲသူစွန့်ပစ်ခံရလို့စိတ်နာနေတာဖြစ်နိုင်ပေမဲ့ဒါကဘာကျိုးရှိမှလဲနှစ်တွေတခြားသူ့ဘေးမှာအောင်မြင်တဲ့အမျိုးသားတွေအများကြီးရှိခဲ့တာပဲဒါကိုသူကဘာလို့အတိတ်ကိုမေးပြီးကျွန်တော်ကိုမလွတ်ပေးနိုင်ရတာလဲကျွန်တော်စိတ်ကိုတင်းလိုက်ပြီးသူ့ကိုအသားအရာနဲ့ခက်ပြက်ပြက်တွန်းထုတ်လိုက်တယ်ငါတို့ကြားမှာဘာမှဖြစ်လာစရာအကြောင်းမရှိဘူးလို့ပြောလိုက်တယ်သူ့မျက်လုံးထဲမှာထိတ်လန့်သွားတာကိုတွေ့လိုက်ရပြီးအရင်ကတောက်ပနေတဲ့သူ့ကြည့်တွေမိတ်ဖြောသွားတာကိုမြင်လိုက်ရတယ်သူစိတ်ပြက်သွားတယ်သူ့ကိုစကားထပ်ပြောဖို့အခွင့်အရေးမပေးရတော့တာနဲ့လှည့်ထွက်လာခဲ့လိုက်တယ်နောက်ကိုမလဲကြည့်ပဲပြေးလာရင်ကျွန်တော်ကိုလိုက်ရှာနေတဲ့အမနဲ့တိုးမိတယ်ဘာဖြစ်တာလဲဒီလိုပါတီမျိုးနဲ့မရင်းနှီးလို့လားဘာလို့မျက်နှာကြီးပြက်နေတာလဲဘာမှမဟုတ်ပါဘူးအတွင်းထဲမှာအသက်ရှူရကြက်လာလို့လေကောင်းလေတန်းရအောင်အပြင်ထွက်လာတာပါလာပါကိတ်မုတ်လေးဖို့ပြန်သွားရအောင်ဟုတ်လို့လားလီလီကမင်းရမ်းလာတဲ့မိမပြိုလေးတယောက်နဲ့တွေ့တယ်လို့ပြောနေတာမင်းသူ့ကိုသိလားဟုတ်တယ်သိတယ်ကောလိတက်တုံးကရီးစားဟောင်းပါအတွေ့အကြုံများတဲ့ကျွန်တော်အမကကျွန်တော်ပခုံးကိုပုတ်ပြီးတော့ကိုပြောရွှင်နေပြီးတော့အိမ်တော်မပြုတ်လဲဘာမှမဖြစ်ပါဘူးလို့ပြောတယ်ကျွန်တော်သူ့ကိုပြုံးပြလိုက်တော့ရင်ထဲမှာနှွေးထွေးသွားတယ်ရက်အနှဲငယ်ကြာမှာတော့ကျွန်တော်လက်ထောက်မျိုးကတစုံတစ်ခုကိုဆက်ဆုချင်နေတဲ့မျက်နှာနဲ့ရောက်လာတယ်မျိုးရခင်ဗျာအပြင်မှာခင်ဗျားကိုနာမည်တက်ပြီးရှာနေတဲ့အမျိုးသမီးတစ်ယောက်ရှိနေပါတယ်အရန်လာပြီးတော့အချိန်ဝါလဲကြီးမားတဲ့ပုံပါပဲအထဲဝင်ခိုင်းလိုက်ရမလားသူ့နာမည်ကဘာလဲသူဘာမှမပြောဘူးခင်ဗျားကိုကောင်းကောင်းသိတယ်မတွေ့မဖြစ်တွေ့ရမယ်လို့ပဲပြောနေပါတယ်ကျွန်တော်အချိန်ကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်ပေမဲ့နောက်ဆုံးတော့ခေါင်းငိတ်လိုက်တယ်သူ့ကိုဧခန်းမှာစောင့်ခိုင်းထားလိုက်ပါအရေးကြီးတဲ့အလုပ်တွေပြီးသွားလို့ဧခန်းတကားကိုတွန်းဖွင့်လိုက်တဲ့အခါသူဘာလို့ဒီလောက်တောင်စတိုးပြီးတွေ့ချင်နေရတာလဲဆိုတာကိုနားလည်သွားတယ်ချောပါပဲကျွန်တော်ဝင်လာတာကိုမြင်တော့သူ့ရဲ့လှပတဲ့မျက်ဝန်းတွေလှုပ်ရှားသွားပြီးနှုတ်ခမ်းတွေဟာသွားပေမဲ့အတန်ထွက်မလာဘူးကျွန်တော်စကားမပြောနိုင်ဖြစ်သွားတယ်ဒီမိမကရိုးရိုးရှင်းရှင်းပြောတာကိုနားမလည်တာလားအဲ့ဒါမသွားပါနဲ့သူကျွန်တော်လက်ထွက်ဖို့လုပ်တာကိုမြင်တော့အရေးတကြီးပြောတယ်ကျွန်တော်တက်ပြင်းချပြီးသူ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တယ်ဆူစတာလင်ကျွန်တော်စတူဒီယိုကိုဒီလောက်မြန်မြန်ရှာတွေ့လာတော့တကယ်ကိုထိရောက်တာပဲ10မိနစ်ပဲအချိန်ပေးမယ်ဘာကိစ္စရှိလို့လဲရှိုးရဲ့မျက်တောင်တွေတုံရင်သွားတယ်သူစိတ်ကိုထိမ့်ဖို့အသက်ကိုပြင်းပြင်းရှူလိုက်တယ်အဲ့ဒါကျမဒီနေ့ဒီကိုလာတာကခမ ्या ရဲ့ဝန်ဆောင်မှုကိုငှားရမ်းခြင်းလို့ပါခမ ्या ကနာမည်ကြီးလက်ဝတ်ရတနာဒီဇိုင်နာတယောက်လို့ကြားထားလို့ပါကျမမှာအလုပ်ကြီးတစ်ခုရှိနေတယ်ကျမအတွက်စိတ်လက်စွပ်တကွင်းဒီဇိုင်းဆွဲပေးဖို့လိုအပ်နေတယ်အဲ့ဒါကိုကြားတော့ကျွန်တော်မျက်ခုံးပင်းလိုက်မိတယ်
ကျွန်တော်ရဲ့ဒီဇိုင်းကားတွေကအရန်စေးကြီးတယ်ကျမပေးနိုင်ပါတယ်မိကုန်းကတော့ခမရဒီအလုပ်ကိုလက်ခံဖို့ရဲရဲလားဆိုတာပဲဟာရေစရာပဲတယောက်ယောက်ကငွေပေးမယ်လို့ပြောလာရင်ဘာလို့လက်မခံရဲရမှာလဲချလို့အံ့အားသင့်သွားတယ်ကျွန်တော်မျက်နှာပေါ်မှာဒီလောက်ယုံကြည်မှုရှိပြီးတည်ငြိမ်တဲ့အပြုံးမျိုးကိုသူပထမဆုံးအကြိမ်မြင်ဘူးတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကဆက်ပြောလိုက်တယ်ဒီဇိုင်နာတယောက်အနေနဲ့ဒီလက်စွပ်ရဲ့ရည်ရွယ်ချက်ကိုတိမအကောင်းဆုံးဒီဇိုင်းကိုဖန်တီးပေးနိုင်မှာပါချလို့ကျွန်တော်ကိုကြည့်လိုက်တယ်သူ့အကြည့်တွေကရုတ်တရက်ကြည်လင်သွားတယ်လက်ထပ်ခွင့်တောင်းဖို့အတွက်ပါလက်ဖက်ရည်ခွက်ကိုတိုက်မိမတက်ကျွန်တော်လက်တွေတုံရင်သွားတယ်အမြန်ပဲတည်ငြိမ်အောင်ထိန်းလိုက်ပြီးစိတ်ကိုအေးအေးထားဖို့ကြိုးစားလိုက်တယ်ဂုဏ်ယူပါတယ်ဗျာကျွန်တော်ကြားလိုက်တာဟုတ်ရဲ့လားလက်ထပ်ခွင့်တောင်းဖို့တဲ့သူဘသူကိုလက်ထပ်ခွင့်တောင်းပါလဲသူနဲ့တူဖြောပြပွဲမှာတွဲမြင်လိုက်ရတဲ့အဆိုတော်ကိုလားဒါမှမဟုတ်တခြားချမ်းသာတဲ့တထေးသားတယောက်ကိုလားနေပါဦးစံကိုထိန်စမ်းဘာလို့ဒီလောက်စိတ်ရှုပ်နေရတာလဲဘာလို့ဒီလောက်တောင်ဂယုဆိုင်နေရတာလဲဘာလို့ဒီလောက်တောင်တုံလုံးနေရတာလဲမင်းအတိတ်ကိုမေးပြီးရှေ့ဆက်နေခဲ့တာမဟုတ်ဘူးလားဘာဖြစ်တာလဲဒါကခမရအတွက်ခက်ခဲနေလို့လားမလုံနိုင်ဘူးဆိုရင်လည်းပြောလိုက်ပါကျမမတင်းကျပ်မလုပ်ပါဘူးသူကျွန်တော်ရဲ့ဟန်ဆောင်ထားတဲ့တည်ငြိမ်မှုကိုဖောက်ထွင်းမြင်သွားပုံရပြီးအရာအလုံးကိုထိန်းချုပ်ထားတဲ့ဘယင်မတပါလို့ပြန်ဖြစ်သွားတယ်ဘာမှမခက်ခဲပါဘူးရိုးရှင်းပါတယ်နောက်ဆက်တွဲကိစ္စတွေအတွက်ကျွန်တော်လက်ထောက်နဲ့ညှိနှိုင်းနိုင်ပါတယ်အခုတော့ခွင့်ပြုပါဦးခဏစောင့်တခြားသူတွေကိုအလုပ်ရှုံမခံပါနဲ့ကျမခမရနဲ့ပဲတိုက်ရိုက်အလုပ်လုပ်မှာပါကျမလက်ထပ်ခွင့်တောင်းမဲ့သူကအရန်ကိုခေါင်းမာတာသူစိတ်တိုင်းမကြရင်ကျမသူ့ကိုစိတ်နှောက်ယှက်ဖြစ်အောင်လုပ်ဖို့မရဲဘူးကျွန်တော်ရဲ့ professional အရေးချင်းကိုတန်တရားဝင်နေတာလားလုံးဝမဟုတ်ပါဘူး Mermeller ဒီလောက်တင်းငယ်တဲ့ကိစ္စလေးကိုခမရညင်းမှာမဟုတ်ပါဘူးနော်ကောင်းပြီခမရပဲနိုင်ပါတယ်ကျွန်တော်မကဖုန်းထုတ်ပြီးသူ့ကိုအဆက်အသွယ်လုပ်လိုက်တဲ့အခါသူကအောင်းနိုင်သူတယောက်လိုအပြုံးမျိုးနဲ့ကျင်းနေနေတာကိုမြင်လိုက်ရတယ်အံ့ဩစရာကောင်းတာကချောပြောင်းလဲသွားပုံရတယ်သူဘာနောက်ရှက်တဲ့စာမှမပို့ဘူးသူ့အကောင်ကအရန်တိတ်ဆိတ်နေတာပဲကျွန်တော်တို့ချိတ်ဆက်လိုက်တဲ့နေ့ကစနစ်ကပို့လိုက်တဲ့အကြောင်းကြားစာပဲရှိတယ်ဒီအလုပ်အတွက်ကျွန်တော်တော်တော်လေးကျင်းနေခဲ့တယ်ဒါပေမဲ့ကြကြမခံလိုက်ပါဘူးရက်အနှဲငယ်ကြာမှာတော့အလုပ်ကနေအိမ်ပြန်လာခဲ့တယ်ဓာတ်လီကားစောင့်နေတော့တကားပွင့်လာပြီးနေကမျက်မှန်နဲ့မျက်နှာဖုံးတက်ထားတဲ့လူတစ်ယောက်အမြန်ထွက်လာတယ်တောင်းပန်ပါတယ်ခမရကတမီးလားကျွန်တော်အလင်းရောက်အောက်မှာအဲ့ဒီလူကိုတေချာကြည့်လိုက်တော့အသက်ရှူမသွားတယ်သူပဲဖလောနဲ့အတူဖြောပြပွဲမှာတွဲမြင်လိုက်ရတဲ့နာမည်ကြီးအဆိုတော်သူကကျွန်တော်ကိုသိနေတယ် Mermeller ခမရလည်းဒီမှာနေတာလားဟုတ်တယ်သူကျွန်တော်ကိုကြည့်တဲ့ပုံစံကထူးဆန်းတယ်ပြိုင်ဘက်ကိုတိုင်းတာနေတယ်လို့မျိုးမဟုတ်ပဲဒရာမာဇလန်တစ်ပုဒ်ကိုကြည့်နေတယ်လို့မျိုးပဲကျွန်တော်မိတ်ဆက်ပြရစီကျွန်တော်က Tris ပါချောရဲ့အကူအဲ့ဒါမဟုတ်လားချောခမရအကြောင်းပြောတာခဏကြားဘူးလေဘာသူ့ကိုတဲ့အဲ့ဒီတုန်းကသူ့ဘေးမှာတွဲမြင်လိုက်ရတဲ့သူကသူ့အကူအစ်စ်ပဲပေါ့သူတို့နှစ်ယောက်လိုက်ဖက်တယ်လို့ထင်မိတာမဆန်းပါဘူးသူတို့မှာမိသားစုဆန်တဲ့အသွင်ပြင်တွေရှိနေတာကိုကျွန်တော်ဘာတွေလုပ်မိလိုက်တာလဲခမရတယောက်တည်းနေတာလားကျွန်တော်ကိုအထဲဝင်ပြီးတခုခုတောက်ဖို့မဖိတ်တော့ဘူးလားကိုဟုတ်ကဲ့တယောက်တည်းပါရပါတယ်ဝင်ခဲ့ပါကျွန်တော်စီမှာလက်ဖက်ရည်တော့မရှိဘူးရေတက်မရှိတယ်ဖေးချက်ရေဆိုရမလားဘာမဆိုအဆင်ပြေပါတယ်သူ့မျက်လုံးတွေကကျွန်တော်စီနဲ့တိုက်ခန်းထဲကိုဟိုကြည့်တီလုံနေတာကြောင့်ကျွန်တော်တော်တော်လေးကိုမနေတတ်ဖြစ်လာတယ်ကျွန်တော်ခမရကိုဘယ်လိုသိလဲဆိုတာသိချင်နေတာလားကျွန်တော်တို့တခါမှမတွေ့ဘူးကြဘူးမဟုတ်လားသူမေးစရာတော့လို့လားဒါကချောနဲ့ပတ်သက်နေတာသိကြတယ်ခမရပြောက်သွားပြီးမှပဲကျွန်တော်ခမရအကြောင်းသိရတာကျွန်တော်အမကခမရအကြောင်းတရင်တစ်ခုခုရမလားလို့တကဘာလုံးကိုယူမတက်လိုက်ရှာခဲ့တာတူးစော့မကြည့်တဲ့နေရာမရှိတလောက်ပဲဒါပေမဲ့ဘာမှမတွေ့ခဲ့ရဘူးခမရတာဒီလောကမှာမရှိတော့ဘူးဆိုရင်သူရှေ့ဆက်ဖို့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာမသိတော့ဘူးလို့ကျွန်တော်ကိုပြောခဲ့တယ်သူခမရကိုတစ်နှစ်လုံးလိုက်ရှာခဲ့တာသူမျောလင်းချက်တွေရှိနေရကနေမျောလင်းချက်မဲ့သွားပြီးစိတ်တကြမှုတွေတဲကိုနှိမ်မုန်းသွားတာကိုကျွန်တော်ကြည့်နေခဲ့ရတယ်သူတိုက်ခန်းတကားကိုကျွန်တော်ရိုက်ဖွင့်လိုက်တဲ့အခါသူကချမ်းပြင်ပေါ်မှာတိတ်ဆိတ်ပြီးလှုပ်ရှားမှုမရှိဘဲလဲလျောင်းနေတာကိုတွေ့လိုက်ရတယ်ချောအဲ့ဒီနေ့ကကျွန်တော်ဖျားသခင်ကိုတိုင်တီးပြီးကျိန်ဆိုခဲ့တယ်ခမရကိုသာတွေ့ရင်အရှင်လက်လက်အရေးခွန်ခွာပြစ်မယ်လို့ပေါ့ဒီကောင်စုပ်ချောသတိပြန်ရလာတဲ့အခါပထမဆုံးပြောတဲ့စကားက Chris ဘာလို့ကျမကိုကယ်လိုက်တာလဲလို့စိတ်ပြက်လက်ပြက်နဲ့မေးခဲ့တာကိုကျွန်တော်လုံးဝမထင်မှတ်ထားခဲ့မိဘူးကျွန်တော်အုံနောက်တွေဗလာဖြစ်သွားပြီးခြေထောက်တွေမခိုင်တော့ပဲချမ်းပြင်ပေါ်လဲကျသွားတယ်ချောသူကျွန်တော်အတွက်နဲ့အဆုံးစီရင်မှုစူးစမ်းခဲ့တာပဲကျွန်တော်ဘာတွေများလုံးမိလိုက်တာလဲချောတယောက်တည်းရေချိုးကန်ထဲမှာကျွန်တော်အတွက်နဲ့အရာအလုံးကိုလက်လွတ်ဖို့ပြင်ဆင်နေတဲ့ပုံရိပ်ကကျွန်တော်တကူလုံးကိုပြင်းပြင်းထန်ထန်တုံ့ပြန်သွားစေတယ် Chris ကကျွန်တော်ကိုကြည့်ပြီးဆက်ပြောတယ်ခမရခုထိငိုနိုင်သေးတာကိုပဲကျေးဇူးတင်တယ်ခမရဘဝတစ်လျှောက်လုံးရှက်ရွံ့နေတယ်ခမရကိုဒီလောက်ချစ်တဲ့ခမရအတွက်ဆိုအသက်တောင်ပေးရတဲ့မိန်းမတစ်ယောက်ကိုတွန်းထုတ်ခဲ့တာခမရပဲလေကျွန်တော်တောင်းပန်ပါတယ် Mr. Ling ကျွန်တော်တကယ်ကိုမသိခဲ့တာပါခမရတကယ်ကိုတောင်းပန်တင်တာပေါ့ Chris ကရုတ်တရက်ရှိကိုတိုးလာပြီးကျွန်တော်ကိုလာကိုဆွဲကင်လိုက်တယ်တက်ပြင်းချလိုက်တယ်ဒါပေမဲ့ဒါခမရအမကြီးပဲလို့တော့မပြောချင်ပါဘူးအဲ့ဒီအယူမလေးကအရန်ကောင်းပါတာကိုသူ့ရဲ့အေးဆက်ဆက်အပြင်ပန်းကိုကြည့်ပြီးအလိမ့်မခံပါနဲ့သူခမရကိုသူ့ကိုယ်သူထပ်ပူချစ်တာပါခမရယောက်ျားတစ်ယောက်လိုပြုမှုပြီးအတိတ်ကနားလည်မှုလွဲတာတွေကိုရှင်းပြဖို့ပဲမျှော်လင့်ပါတယ်ဒီစုကိုသာမဖယ်ရှားရင်သူဘယ်တော့မှကောင်းလာမှာမဟုတ်ဘူးတကားပိတ်သွားတဲ့အချိန်မှာကျွန်တော်လုံးဝပြိုလဲသွားတယ်အေးဆက်နေတဲ့ကျမ်းပြင်ပေါ်မှာလှဲအိပ်ပြီးရှိုက်ကြီးတင်ငင်ကိုကျွေးလိုက်တယ်အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်တွေကလိုင်းလုံးကြီးလိုပဲကျွန်တော်ကိုလွှမ်းခြုံသွားတယ်တကယ်တော့လူသက်သမားကကျွန်တော်ဖြစ်နေတာပဲအဲ့ဒီစက်နေတနင်္ဂနွေနေ့တွေကိုကျွန်တော်ဘာမှမလုပ်နိုင်ပဲဖြတ်တန်းခဲ့တယ်iMessage ကိုဖွင့်လိုက်ရှလုံးနဲ့စာရေးလိုက်ပြီးရင်ပြန်ဖြတ်လိုက်နေပဲအဲ့ဒီလက်ထက်ခွင့်တောင်းမဲ့လက်စွပ်မှာယူမှုကအခုတော့အကြီးမားဆုံးသောလောင်ပြောင်မှုတစ်ခုလိုဖြစ်နေခဲ့ပြီအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အတန်းဖော်ဟောင်းဟိုကတငယ်ချင်းတွေနဲ့အရက်ဆိုင်မှာစုံဖို့ဖိတ်လိုက်တယ်
စူညံနေတဲ့တေးဂီတတန်တွေကြားထဲမှာကျွန်တော်ထောက်တနေရာမှာထိုင်ပြီးအရက်တစ်ခွက်ကိုပဲအဖော်ပြုနေမိတယ်။ပတ်ဝန်းကျင်ကလူတွေစကားပြောနေကြပေမဲ့ကျွန်တော်ကတော့ဘာမှဝင်မပြောနိုင်ခဲ့ဘူး။ဘသူကယုံမလဲ။ကျောင်းရဲ့အလှပဆုံးနဲ့ထိတွေ့ခွင့်မရတဲ့ Close Sterling ကဒီလောက်တောင်အချစ်ကြီးတဲ့သူဖြစ်နေလိမ့်မယ်လို့ဘသူထင်မလဲ။အဲ့ဒီအချိန်ကကြားလိုက်ရတဲ့သတင်းတွေကြောင့်ကျွန်တော်မေးယူတောင်ပြုတ်ကြမတက်ဖြစ်ခဲ့ရတယ်။သူတို့ခွက်ချင်းတိုက်ပြီးတဲ့အခါကျွန်တော်လည်းဘာမှမပြောဘဲအရက်ကိုတစ်ကြိုက်ထဲမောချလိုက်တယ်။ဖြည်းဖြည်းတောက်ပါလို့ဘလခက်ကသတိပေးတယ်။အဲ့ဒီတုန်းကတော့သူကမင်းကိုကစားနေတာ။မင်းကိုသူ့လက်ထဲမှာအလိုလိုဖြစ်နေအောင်လှုပ်ထားတာလို့ပဲထင်ခဲ့တာ။သူမင်းကိုတကယ်မချစ်ဘူးလို့ထင်ခဲ့တာပေါ့။ဒါပေမဲ့လည်းသူကချစ်သူတယောက်ရဲ့တာဝန်တွေကိုတော့အကုန်ကျေပွန်ခဲ့တာပဲလေ။ဟေ့မင်းထွက်သွားပြီးတာနဲ့ Flo ကငါစီလာရှာသေးတယ်လို့နောက်ထပ်အတန်းဖော်တယောက်ကပြောတယ်။အရက်ခွက်ကိုကင်ထားတဲ့ကျွန်တော်လက်တွေတောင့်ခဲသွားခဲ့တယ်။အဲ့ဒီတုန်းကသူကအသက်မဲ့နေတဲ့အလောင်းကောင်တယောက်လိုပဲ။မျက်လုံးထဲမှာအလင်းရောင်မရှိတော့ပဲလုံးဝကိုပိန်ချုံနေခဲ့တာ။အဲ့ဒီတုန်းကမင်းကိုတကယ်ကိုဒေါသထွက်ခဲ့တာ။ငါဘာမှမသိဘူးလို့ပဲအတင်းညင်းခဲ့မိတယ်။အခုပြန်တွေးကြည့်တော့သူ့တည်ဆုံမှုမှာငါလည်းတစ်ဖက်တစ်လမ်းကပါဝင်ပတ်သက်တယ်လို့ဖြစ်နေခဲ့တာပဲ။ဒါကြောင့်လည်းဒီနှစ်တွေတစ်လျှောက်လုံးသူ့ကိုမတွေ့ရခဲ့တာ။အရန်ကိုရှက်မိလို့ပါ။ကဲပါ။ဝမ်းနဲ့စရာတွေမပြောကြပါစို့နဲ့။ဒီညတော့ပြောကြရအောင်။လာတောက်ကြမယ်။ကျွန်တော်ဘာမှပြန်မပြောဘဲဆက်ရုပ်တရုပ်လိုပဲခွက်ကူမောပြီးအရက်တွေကိုလဲချောင်းနဲ့တွန်းချလိုက်တယ်။ရင်ထဲမှာတော့နာကျင်လုံးလို့လိန်ချိုးခံထားရတယ်လို့ပါပဲ။အရက်တောက်ပေမဲ့လည်းနာကျင်မှုတွေကမပြောက်သွားပါဘူး။နောက်တရားတွေကပို့ပြီးတော့တောင်ထက်မြက်လာတယ်လို့ပါပဲ။ကျွန်တော်သူ့ကိုနာကျင်အောင်လုပ်ခဲ့မိတာပါ။တော်ပါပြီကျွန်တော်ပြန်တော့မယ်။မင်းတို့ပဲပြောလိုက်ကြပါ။ဟေ့သန်အခုမှစတာလေ။အေးသန်မင်းအရက်မူးနေပြီ။ငါအိမ်လိုက်ပို့ပေးမယ်။စကားပြောတဲ့သူကတော့ကျွန်တော်တို့အထက်တန်းကျောင်းကအတန်းဖော်စားတာပါ။ကျွန်တော်ပြန်ရောက်နေပြီဆိုတာတိကလေးကကျွန်တော်အကြောင်းကိုစုံစမ်းဖို့အမြဲကြိုးစားနေခဲ့သူပါ။ကျေးဇူးတင်ပါတယ်ဒါပေမဲ့မလိုပါဘူး။နောက်မှဥပပဲခေါ်ပြန်လိုက်ပါမယ်။ဆရာကအထက်တန်းကျောင်းကလေးကကျွန်တော်ကိုသဘောကျနေခဲ့တာကိုအဲ့ဒီတုန်းကကျွန်တော်ဘာမှမသိခဲ့ဘူးလို့အဝါကတိုးတိုးလေးပြောပြဘူးတယ်။လာပါသန်မင်းတောင်ရိုင်းနေပြီ။တယောက်တည်းတော့မလွတ်နိုင်ဘူး။ဆရာကိုပဲလိုက်ပို့ခိုင်းလိုက်ပါ။ဟုတ်တယ်ငါတို့ကမင်းကိုစိုးရိမ်လို့ပါ။ညင်းမနေပါနဲ့။ဘာမှမဖြစ်ပါဘူး။ငါကလည်းအဲ့ဒီဘက်ကိုသွားမှာပါ။မင်းအခြေအနေနဲ့ဥပစီတာမလုံးကြုံပါဘူး။တခြားသူစိမ့်ထက်စားရင်ငါ့ကိုပို့ယုံနေမလား။သူအဲ့ဒီလိုပြောလာတော့လေညင်းမို့ကအားနာစရာဖြစ်နေပြီ။နောက်ပြီးကျွန်တော်အိမ်ကလည်းနီးနီးလေးပါ။ဒီလောက်နောက်ကျတဲ့အချိန်လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်မှသိရတာကသူကအဲ့ဒီဘက်ကိုသွားမှာမဟုတ်ဘူးဆိုတာပါပဲ။ဘာမှမဖြစ်ပါဘူးလို့သူကဖြေတယ်။ရုတ်တရက်ရှေ့ယွံသွားပုံရတယ်။ကျွန်တော်တို့အဆောက်အဦရှိရောက်တော့သူကဘာပြောရမှန်းမသိပဲတုံဆိုင်နေတယ်။ဘာပြောချင်လို့လဲ။ကျွန်တော်ရက်လိုက်ပြီးသူ့ကိုငြိမ်ငြိမ်လေးကြည့်လိုက်တယ်။သူ့မျက်နှာကချက်ချင်းဆိုသလိုရဲတက်သွားတယ်။မနေ့ပြန်စနေနေ့လေ။အားလား။ငါမင်းကိုညစာစားဖို့ဖိတ်ချင်လို့ပါ။သူ့တန်ကတိုးသွားပြီးခေါင်းငုံသွားတဲ့အတွက်ကျွန်တော်ကိုတော့မကြည့်ရတော့ပါဘူး။တောင်းပန်ပါတယ်ဒီအပတ်တော့အလုပ်ကိစ္စတွေရှိနေလို့ပါလို့ကျွန်တော်နူးနူးညံ့ညံ့ပဲညင်းလိုက်ပါတယ်။သူ့ကိုမျှော်လင့်ချက်အမှားတွေမပေးချင်ဘူးအထူးသဖြင့်ကျွန်တော်စိတ်တွေရှုပ်ထွေးနေတဲ့ဒီအချိန်မျိုးမှာပေါ့။နောက်တစ်ခါမှပဲဖြစ်မယ်။အိုးသိပါပြီ။ကိစ္စမရှိပါဘူး။မင်းလည်းပြန်ရောက်တာမကြသေးတော့နားလဲပါတယ်။အကယ်၍မင်းအားတဲ့အချိန်ရှိရင်ဆရာတောင်းပန်ပါတယ်ကျွန်တော်အခုချိန်မှာဘယ်သူနဲ့မှမပတ်သက်ချင်သေးပါဘူး။ကျွန်တော်ပေါ်အာယုံဆိုင်နေတာရက်လိုက်တာပိုကောင်းမယ်။အချိန်ဖြုံးဖို့မလိုပါဘူး။တကယ်တော့သူကကျွန်တော်နဲ့အတူတူပါပဲ။ဖြစ်လာမှာမဟုတ်ဘူးဆိုတာသိပေမဲ့လည်းရေခဲတုံးကိုအရေးပြောစေဖို့မျှော်လင့်ချက်နဲ့ကိုယ်လုံးသားကိုပုံအပ်နေခဲ့တာပါ။ကံမကောင်းစွာနဲ့ပဲကျေးဇူးတရားပေါ်မှာအချစ်ကိုတိဆောက်လို့မရပါဘူး။အချိန်လည်းနောက်ကျနေပြီ။အိမ်ပြန်ပြီးနားလိုက်တော့ကျွန်တော်ခေါင်းညှိပြပြီးအဆောက်အဦထဲကိုလှည့်ထွက်လာခဲ့တယ်။အီလန်နောက်ကနေသူလမ်းခေါ်တယ်။ငါလက်မလျှော့ဘူးနော်။ဒီနှစ်တွေတစ်လျှောက်လုံးလဲငါလက်မလျှော့ခဲ့တယ်လို့မင်းပြောတဲ့စကားတခွန်းနဲ့လည်းငါနောက်ဆုံးမှမဟုတ်ဘူး။မင်းငါကိုမြင်လာမဲ့နေ့ကိုစောင့်နေမှာပါ။နောက်ထပ်အငင်းခံရမှာကြောက်တဲ့ပုံနဲ့သူလှည့်ပြေးသွားခဲ့တယ်။သူ့ကြောပြင်ကိုကြည့်ရင်ကျွန်တော်လည်းဘာမှမတတ်နိုင်ပဲရက်နေမိတယ်။ဓာတ်လီကတကားပွင့်လာတဲ့အချိန်မှာပဲအရက်နံ့တွေကထောင်းပနဲ့ထွက်လာလို့ကျွန်တော်ချောင်းဆူမိတယ်။နှာခေါင်းကိုအုပ်လိုက်ပြီးကြည့်လိုက်တဲ့အခါကျွန်တော်တောင်ခဲသွားခဲ့တယ်။အဲ့ဒါချောက်ပါ။သူကကျွန်တော်အခန်းရှိကအေးဆက်နေတဲ့ကြမ်းကင်းပေါ်မှာထိုင်နေပြီးပလင်းခွန်တွေနဲ့ဝန်းရံထားတယ်။သူ့စံပင်တွေကဖျို့ဖျဲမိတ်ကပ်တွေကပေးချန်နေပြီးအရန်ကိုပျက်စီးနေတဲ့ပုံစံပါပဲ။ကျမ်းပြင်ပေါ်ကအခြေအနေကိုကြည့်ပြီးကျွန်တော်မျက်မှောင်ချုပ်မိတယ်။မင်းဘလောက်တောင်တောက်ထားတာလဲ။သူဖြည်းဖြည်းချင်းကောင်းမောလာတယ်။သူ့ရဲ့အရင်ကအေးဆက်ဆက်မျက်လုံးတွေထဲမှာအခုတော့နာကျင်မှုတွေနဲ့မျက်ရည်တွေစီးကျနေတယ်။သူ့ရဲ့တနာစရာကောင်းတဲ့ပုံစံကကျွန်တော်ရင်ဘက်ကိုတက်တက်လာထိတယ်လို့ပဲနာကျင်လုံးလို့ရင်ထဲကတင်းကျပ်သွားခဲ့တယ်။မင်းကိုလိုက်ပို့တဲ့မိန်းကလေးကဘာတူလဲ။မင်းတို့နှစ်ယောက်တွဲနေကြတာလား။သူပြောလိုက်တဲ့စကားတန်မှာသူ့နှလုံးသားကွဲအပ်သွားတဲ့အတန်ကိုကြားလိုက်ရတယ်လို့ပဲ။မျက်ရည်တွေကြားကနေကျွန်တော်အမူအရာကိုဖတ်ဖို့ကြိုးစားရင်းသူ့မျက်လုံးတွေကိုအတင်းဖွင့်ထားတယ်။ကျွန်တော်ဘာမှရှင်းပြဖို့အစီအစဉ်မရှိပေမဲ့သူကတော့အဖြေကိုစောင့်နေတယ်။သူနဲ့ငါကအတန်းဖော်ဟောင်းတွေပဲဘာမှမဟုတ်ဘူး။မင်းမူးနေပြီးကြမ်းပြင်ကအေးတယ်။ငါအိမ်လိုက်ပို့ပေးမယ်။ငါကိုလှုပ်။သူအော်ပြီးကျွန်တော်လက်ကိုခါချလိုက်တယ်။ဘာလို့လဲတန်ငါကမင်းအတွက်ပါလဲ။ငါကိုဒီလိုပုံစံနဲ့မြင်ရတာမင်းပြောနေတာလား။ဒီလောက်ဒုက္ခရောက်နေတာကိုလေ။ကျဉ်နဲ့စရာကောင်းနေလား။ဖလိုကအရက်ပလင်းကိုကောက်ကင်ပြီးကျွန်တော်ကိုရိုက်ခွဲတော့မလို့လုပ်တယ်။သူ့လက်တွေကအကြာကြီးတုံရင်နေပြီးမှနောက်ဆုံးတော့ပလင်းကိုအားမရှိတော့ပဲလွှတ်ချလိုက်တယ်။မိနစ်အတော်ကြာအော်မိုပြီးတဲ့နောက်သူဖြည်းဖြည်းချင်းထွက်လိုက်ပြီးကျွန်တော်ကိုတစ်ချက်တောင်ပြန်မကြည့်ပဲဓာတ်လီကားထဲကိုရှောက်သွားတယ်။ဓာတ်လီကားတကားတွေပိတ်သွားတဲ့အထိကျွန်တော်အေးခဲနေတယ်လို့ရက်နေမိတယ်။မင်းကိုမမေ့နိုင်သေးဘူးလို့ပြောချင်ခဲ့ပေမဲ့သူကတော့ကြားအောင်မဆောင်ပေးခဲ့ပါဘူး။တကယ်တော့ကျွန်တော်ကလူမိုက်တစ်ယောက်ပါ။ဒီနှစ်တွေတစ်လျှောက်လုံးကိုယုံကြည်မှုမရှိတာကအယိုးဆွဲနေပြီ။သူကအလှဖျင်မ
ကျွန်တော်ကရောသူ့စီဒုတိယအခွင့်အရေးတောင်းဆိုဖို့ဘာအရေးချင်းရှိလို့လဲရှော့မင်းကဘယ်သူလဲဆိုတာသိရလားမင်းကိုတေလူမျိုးပါဖြစ်စေခဲ့တဲ့ရီစာဟောင်းလေးမျိုးမစစ်လိုက်တာကျွန်တော်နှာခေါင်းထဲကနေသွေးတွေရုတ်တရက်စီးကျလာပြီးကြမ်းပြင်ပေါ်ကိုကျသွားတယ်သွေးဆက်တွေကိုမေးကြည့်ရင်ကျွန်တော်စိတ်တွေကအတိတ်ကိုပြန်ရောက်သွားတယ်အဲ့ဒါကျွန်တော်ရဲ့23နှစ်မြောက်မွေးနေ့ပါကျောင်းသားကျောင်းသူထောင်ပေါင်းများစွာရှိမှဖလောကပန်းစည်းကိုကင်ပြီးကျွန်တော်ကိုအချစ်စကားပြောခဲ့တာပါအခုထိအဲ့ဒီကတိကိုပြန်တွေးမိရင်ကျွန်တော်ပြုံးမိတော့မှာကြက်ရှိတဲ့ဘဝတစ်လျှောက်လုံးဘာပဲဖြစ်ဖြစ် Charlotte Sterling ဆိုတဲ့ကျမက Adam Miller ကိုပဲချစ်မှာပါတဲ့သူကကျွန်တော်ကိုတင်းကျပ်နေအောင်ဖတ်ထားပြီးနှစ်ယောက်သားတစ်ယောက်တည်းလိုဖြစ်သွားအောင်လုပ်နေတယ်လို့ပါပဲအိမ်မက်ဆိုးတွေမပြီးလန့်နိုးတဲ့ညတိုင်းသူကကျွန်တော်ကိုရင်ခွင်ထဲမှာပွေ့ဖက်ပြီးတိုးတိုးလေးပြောတတ်တယ်ရပါတယ်ငါရှိတယ်လေမင်းကိုငါကာကွယ်ပေးမှာပါမင်းအိမ်မက်ထဲကဘီလူးတွေမင်းကိုမဖမ်းသွားစေရဘူးတဲ့အဲ့ဒီစကားတွေကိုကြားရတိုင်းကျွန်တော်ပြုံးပြီးနှွေးထွေးတဲ့သူ့ရင်ခွင်ထဲမှာအေးချမ်းစွာပြန်အိပ်ပျော်သွားတတ်တယ်ကျွန်တော်တို့လမ်းခွဲပြီးတဲ့နောက်ညဘက်တွေမှာလက်ကိုဆန့်ထုတ်လိုက်တဲ့အခါအေးဆက်ဆက်အလုပ်ကြီးပဲဖြစ်နေတဲ့အခါမှာအဲ့ဒီအချိန်တွေကကျွန်တော်သူ့ကိုတတိယလုံးလုံးမတ်တဲ့အိမ်မက်တွေပဲဖြစ်မှန်းသိလိုက်ရတယ်ဒါပေမဲ့ဘာတတ်နိုင်မှလဲကျွန်တော်ကလူမိုက်တစ်ယောက်ပဲသူ့ကိုဘယ်လောက်ထိတတိယနေတယ်ဆိုတာမပြောရဲခဲ့ဘူးကျွန်တော်ကတကူကောင်းဆန်လွန်းတယ်နိုင်ငံခြားမှာပတ်စံမရှိလို့တောင်းစားရမလို့ဖြစ်နေတဲ့အချိန်တောင်ပြန်မလာရဲခဲ့ဘူးသူ့ရဲ့မင်္ဂလာဆောင်သတင်းကိုကြားရမှာကြောက်လို့ပါရေတစ်ခွက်တောက်ဖို့ထားလိုက်တဲ့အချိန်မှာစပွဲပေါ်ကဖုန်းကရုတ်တရက်မြည်လာတယ်ခဏလောက်တွေ့ဝေပြီးမှကျွန်တော်ဖုန်းကိုကင်လိုက်တယ်ဟယ်လိုအိုသူပြန်ဖြေတယ်ဟယ်လိုအဒလာကျမကချောရဲ့တငယ်ချင်းပါကျေးဇူးတင်လိုက်တာတခုခုဖြစ်လို့လားမြန်မြန်လာခဲ့ပါချောကိုဘာကစိတ်ဆိုးသွားစီလဲတော့မသိဘူးသူတို့တွေကိုခေါ်ပြီးအရက်တွေအတင်းတောက်နေတာကျမတို့တားလို့မရဘူးသူပလင်း10ကနန်းလောက်တောက်ပြီးမေ့မျောသွားပြီသူဖုန်းစခရင်ပေါ်မှာမင်းနဲ့ချက်လုပ်ထားတဲ့စာတွေကပွင့်နေတော့မယ်အိပ်ပျော်နေတဲ့အချိန်မှာတော့သူမကမင်းနာမည်ကိုခေါ်နေတာပဲရေသန်ဆိုတဲ့နာမည်ကိုအချိန်1000လောက်ပြောနေမှတေးချတယ်ဒီစကားကြားလိုက်ရတော့ဖုန်းကင်ထားတဲ့ကျွန်တော်လက်တွေတင်းသွားတယ်ဘားကိုရောက်တော့သူမတငယ်ချင်းတွေကကျွန်တော်ကိုတွေ့ပြီးအိုဖျားသခင်နောက်ဆုံးတော့ရောက်လာပြီပေါ့မြန်မြန်လာခဲ့ပါသူမင်းနာမည်ကိုအရန်ခေါ်ထားလို့အတန်တွေတောင်တရွရွဖြစ်နေပြီဟေ့ဘာဖြစ်တာလဲဘာလို့အဲ့ဒီမှာပဲရက်နေတာလဲဘာမှမဖြစ်ပါဘူးတိတက်အခန်းထဲဝင်လိုက်တာနဲ့ဆိုဖာပေါ်မှာပုံရသားဖြစ်နေတဲ့သူကိုတွေ့လိုက်ရတယ်သူအရက်မူးလို့နေတာပါရှည်လျားတဲ့စပင်တွေကသူ့မျက်နှာတစ်ဝက်ကိုဖုံးထားတယ်မူးမိနေပေမဲ့လည်းဒဏ်ရာရထားတဲ့ကြောင်ပေါက်စလေးလိုငြင်းညမ်းစွာအိပ်ပျော်နေတယ်ဒီညအတွက်အနှောက်အယှက်ဖြစ်လို့တောင်းပန်ပါတယ်ကျွန်တော်သူ့ကိုအိမ်ပြန်ပို့လိုက်ပါမယ်ကားနောက်ခန်းတကားကိုပိတ်လိုက်ပြီးသူတို့ကိုခေါင်းညှိပြကာကားပေါ်တက်ဖို့လုပ်လိုက်တယ် FN မောင်လေးခဏလေးစောင့်ပါဦးမောင်လေးရေအဲ့ဒီစကားကြားလိုက်ရတော့ကျွန်တော်ကောင်းတယ်ဘာမှမရှိတော့ပဲဗလာဖြစ်သွားတယ်အားလုံးရက်တန့်သွားတယ်လို့ပဲဒါကရုတ်တရက်ကြီးမှန်းသိပေမဲ့ဖလောကမင်းကိုပဲချစ်တာလို့ပြောထားလို့မင်းကိုပဲဒီလိုခေါ်ခိုင်းထားတာပါမင်းတို့တွေကကျွန်တော်နာမည်ကိုတခါမှမမေ့ပဲအခုကျမှမောင်လေးလို့ခေါ်နေကြတာကျေးဇူးပြုပြီးမလုပ်ပါနဲ့ကျွန်တော်အတွက်တော့အရမ်းများလုံးပါတယ်မောင်လေးရေအေသန်မင်းသားလည်းမှုလွဲနေပြီဟာဟာငါတို့မင်းနာမည်ကိုမေးဖို့တော့မလိုပါဘူးဖလောကမင်းအကြောင်းပဲအမြဲပြောနေတာလေစကားတိုင်းမှာအဲ့ဒါနဲ့ပဲဟာဟာသူမင်းကိုအရန်ချစ်တာဆိုရင်နောက်ဆုံးတော့မင်းတို့ရဲ့ကလေးနာမည်တွေကိုတောင်ကြိုတင်ပြင်ဆင်ထားသေးတာဟာဟာတကယ်ပြောရရင်ငါတို့နားထဲမှာမင်းနာမည်တွေကအမြဲကြားနေရတော့မေးစရာတော့မလိုတော့တာပါဟာဟာဒါဆိုရင်အဲ့ဒီလိုဖြစ်ခဲ့တာပေါ့ဖလောကအဲ့ဒီတုန်းကမင်းကနုနယ်တဲ့သူမှန်းသိလို့မင်းကိုမလန့်သွားအောင်မတက်မတာမဖြစ်သွားအောင်မင်းကိုအာယုံသိမ့်မဆိုင်ဖို့ငါတို့ကိုမှားထားတာပါတကယ်တော့ငါတို့အားလုံးမင်းကိုသဘောကျပါတယ်ဘာလို့လဲဆိုတော့ချောမင်းကြောင်ပြောတိုင်းသူ့မျက်နှာမှာပျော်ရွှင်တဲ့အပြုံးတွေရှိနေလို့ပါမင်းရုတ်တရက်ထွက်သွားပြီးတဲ့နောက်မှာအဲ့ဒီအပြုံးမျိုးကိုတခါမှမတွေ့ရတော့ဘူးဖလောကဒီနှစ်တွေအတွင်းတယောက်တည်းပဲနေခဲ့တာလို့ငါတို့ချိန်ပြောရဲတယ်အဲ့ဒီအဆိုတော်ကသူ့ရဲ့အရင်နှီးမောင်နှမပါငါတို့နှလုံးသားထဲမှာတော့မင်းကပဲတူးလေးတော့မောင်လေးဖြစ်ခဲ့တာပါမောင်လေးအတန်ကြီးဖလောကဒီနှစ်တွေမှာအရန်ကိုဝမ်းနဲ့နေခဲ့ရတာကြည့်ရတာတော့စိတ်မကောင်းဘူးဘာပဲဖြစ်ဖြစ်သူတတိပြန်ဝင်လာရင်ကျန်တာတွေကိုမင်းဘာသာမေးကြည့်လိုက်ပါသူတို့ရဲ့ရှုပ်ထွေးတဲ့ရှင်းပြချက်တွေကိုနားထောင်ရင်နှစ်ပေါင်းများစွာကျွန်တော်ရင်ထဲမှာလေးလံနေတဲ့ကြောက်တုံးကြီးကဖုံဖုံတွေလိုလွင့်စင်သွားတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်တပြည့်ရှိကြီးချလိုက်မိပြီးအချိန်တော်ကြာမှခံစားရတဲ့ပေါ်ပေါက်မှုမျိုးကိုခံစားလိုက်ရတယ်ဒီအကြောင်းတွေပြောပြပေးလို့ကျေးဇူးတင်ပါတယ်ဒီညအတွက်အနှောက်အယှက်ဖြစ်လို့တောင်းပန်ပါတယ်ဒီကနေစပြီးကျွန်တော်ပဲဂရုစိုက်လိုက်ပါမယ်ဒီအချိန်မှာမှသူမကကျွန်တော်ရဲ့အားနေပြီးယုံကြည်မှုမဲ့တဲ့စိတ်တွေကိုဘယ်လောက်တောင်ကာကွယ်ပေးခဲ့လဲဆိုတာကိုသိလိုက်ရတယ်သူတို့ကကျွန်တော်ကိုကလေးကလက်ခံထားပြီးသူတို့တွေကတယောက်လူသဘောထားခဲ့ကြတာပါကျွန်တော်ကိုပြန်ရမိပြီးစိတ်ထဲကနေအားရပါရပါရိုက်လိုက်မိတယ်အဲ့ဒါအိုးအဲ့မင်းတကယ်ပဲလူမိုက်ပါလားရှော့ရဲ့ဘာလို့ငါ့ကိုဒီလောက်တောင်ကာကွယ်ပေးခဲ့ရတာလဲနောက်ထပ်ဘာတွေများငါစီကဖုံးကွယ်ထားသေးလဲကျွန်တော်အိမ်သားရောက်တော့ထွန်နိုးလာပြီးကျွန်တော်ကားမောင်းနေတာကိုမြင်လိုက်ရတယ်သူဘာမှမပြောဘဲထိုင်ကုန်ကိုမိပြီးငြိမ်ငြိမ်လေးနေတယ်ကျွန်တော်လက်မောင်းပေါ်ကိုခေါင်းလေးတင်ပြီးအာကိုတကြီးမိတွေ့ထားတယ်ဓာတ်လီကတက်လာတဲ့အချိန်မှာသူမခေါင်းကိုကျွန်တော်ရင်ဘတ်ထဲတိုးဝင်ပြီးကျွန်တော်နှလုံးခုန်တန်ကိုငြိမ်ငြိမ်လေးနားထောင်နေတယ်ကျွန်တော်တို့နှစ်ယောက်ဘာစကားမှမပြောဘဲနားလည်မှုရှိနေကြတယ်ဘာလို့ငါအိမ်ရှိတိုက်ခန်းကိုဝယ်လိုက်တာလဲနောက်ဆုံးတော့ကျွန်တော်မေးလိုက်တယ်မင်းကိုပိုးပြီးနီးကက်ချင်လို့လေမင်းတကားဖွင့်တဲ့အခါမင်းကိုခဏလေးပဲဖြစ်ဖြစ်မြင်ရဖို့အတွက်ပါကျွန်တော်ဘာမှပြန်မပြောဘဲသူ့အိမ်တကားဝတ်ထီတွဲခေါ်သွားပေးလိုက်တယ်ကျွန်တော်တုတ်ပြန်မှုမရှိတာကိုမြင်တော့သူစကားဆက်ပြောဖို့တတိမရှိတော့ဘူးအရက်ချိန်ကြောင့်ရဲတင်းလာတဲ့သူကကျွန်တော်ကိုနှက်ခမ်းဆူပြီးကြည့်နေတယ်သူ့မျက်လုံးတွေကဒီအေးဆက်တဲ့တိုက်ခန်းမှာပဲကျွန်မကိုတယောက်ထဲထားခဲ့တော့မှလားလို့တောင်းပန်နေတယ်လို့ပါပဲကျွန်တော်ဘာမှမပြောဘဲသူ့ဖတ်ဆွေကိုရိုက်ခဲ့ဖို့ပဲအချက်ပြလိုက်တယ်တကားပွင့်သွားတယ်ကျွန်တော်ပြန်လှည့်ထွက်ဖို့လှုပ်တော့မှပဲပြင်းထန်တဲ့အားတစ်ခုကကျွန်တော်ကိုအခန်းထဲတွန်းပို့လိုက်တယ်
မီးတွေပိတ်ထားပြီးမှိုင်းညွတ်နေတဲ့လေတူထဲမှာနှွေးထွေးတဲ့ခန္ဓာကိုယ်တစ်ခုကျွန်တော်စီတဖြည်းဖြည်းနီးကပ်လာတာကိုပဲခံစားလိုက်ရတယ်။သူမရဲ့အရေးကကျွန်တော်ကိုပြန်ပြီးဖုံးလွှမ်းသွားတယ်။မူးနေတဲ့ချောကကျွန်တော်ကိုရုတ်တရက်ခုန်အုပ်လိုက်ပြီးဆိုဖာပေါ်ကိုတွန်းလှဲလိုက်တယ်။သူကျွန်တော်ကိုဖိထားလိုက်တော့ကျွန်တော်လှုပ်လို့မရတော့ဘူး။အနီးကပ်ဖြစ်နေတာကြောင့်ကျွန်တော်အသက်ရှူရတာတောင်ရပ်တန့်သွားပြီးနှလုံးတွေအယမ်းခုန်နေတယ်။အဖန်မင်းကိုအယမ်းလွမ်းတယ်။မင်းမရှိဘဲမနေနိုင်တဲ့သူကငါပါ။မင်းကိုမလွတ်ပေးနိုင်တဲ့အတုံးမကျတဲ့သူကငါပါ။မင်းတယောက်တည်းကိုပဲငါချစ်မှာပါ။မင်းကိုအဲ့ဒီမိန်းကလေးကလိုက်ပို့တာမြင်တဲ့အချိန်ထိမင်းကိုတညလုံးစောင့်နေခဲ့တာ။ငါဘလောက်တောင်မနာလို့ဖြစ်ခဲ့လဲတီလား။ယူလို့မတက်ပဲ။မင်းဘေးနားမှာရှိနေရမယ့်သူကငါဖြစ်တင်တာ။ငါမင်းကိုအယမ်းချစ်တယ်လို့ပြောလိုက်တယ်။သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးစိတ်ရှိလက်ရှိရှင်းပြလိုက်တယ်။စရာကကျွန်တော်ကိုသူ့ခံစားချက်တွေကိုပြောပြခဲ့တာမှန်ပေမဲ့ကျွန်တော်နှလုံးသားကအစားထိုးမရတဲ့မိန်းကလေးတစ်ယောက်စီမှရှိနေပြီးတခြားသူအတွက်နေရာမရှိတော့ဘူးလို့ပြောလိုက်တယ်။အစားထိုးမရတဲ့မိန်းကလေးလား။ဘာတူလဲ။သူကအဖြေကိုသိနေပေမဲ့ကစားတလူနဲ့မေးလိုက်တယ်။ငါမပြောပြဘူးလို့တိုးတိုးလေးပြောပြီးသူ့နှဖူးကိုညင်သာစွာနမ်းလိုက်တယ်။ဟွန်းမင်းရဲတင်းလာပြီးနော်လို့သူရေရွတ်လိုက်ပြီးမှောင်မဲတဲ့အခန်းထဲမှာသူ့အကြည့်တွေပို့ပြီးပူလောင်လာတယ်။စက္ကန့်နှဲငယ်ငြိမ်သွားပြီးနောက်သူကောင်းမော့လာပြီးကျွန်တော်ကိုပြန်နှမ်းတယ်။ကျွန်တော်သူ့ရဲ့တွေ့ရတဲ့ခါကိုညင်သာစွာဖတ်လိုက်ပြီးဒီတစ်ခါတော့ကျွန်တော်ပဲဥဆောင်လိုက်တယ်။ချောငါလည်းမင်းကိုချစ်တယ်။မင်းကိုဘလောက်တောင်လွမ်းနေလဲဆိုတာငါမထိန်နိုင်တော့ဘူး။လောက်ကြရအောင်။โอเคလား။ကျွန်တော်စကားမဆုံးခင်မှာပဲသူရှက်ရွံ့စွာခေါင်းညှိပြပြီးကျွန်တော်ပေးတဲ့နှွေးထွေးမှုအားလုံးကိုလက်ခံလိုက်တယ်။နောက်တနေ့မနက်မှာသူအေးချမ်းစွာအိပ်ပျော်နေတာကိုကြည့်ရင်ကျွန်တော်စိတ်တွေလုံးဝအည်ပျော်သွားတယ်။သူ့ကိုမနိုးအောင်တိတ်တိတ်လေးအိပ်ရာကထားလိုက်တယ်။ရေချိုးပြီးနောက်မီးဖိုချောင်ဘက်ထွက်လာခဲ့တယ်။ဖလိုကအိတ်ချင်မှုတူနဲ့မျက်လုံးတွေကိုပုတ်ပြီးစပင်တွေရှုပ်ပွက်ကထွက်ပြေးလာတယ်။သူ့မျက်နှာမှာထိတ်လန့်နေတဲ့အရေးအယောင်တွေရှိနေတယ်။ကျွန်တော်ကိုမြင်တော့ကျွန်တော်ရင်ခွင်ထဲကိုပြေးဝင်လာတယ်။မင်းညကအိမ်မက်လို့ထင်နေတာ။နိုးလာတော့မင်းကိုမတွေ့ရတော့ဘူး။တေလောက်အောင်ကြောက်သွားတာ။လူမိုက်မလေးရဲ့အိမ်မက်မဟုတ်ပါဘူး။ငါဒီမှာရှိနေတာ။ဘယ်မှမသွားဘူး။အခုသွားပြီးရေချိုးလိုက်ဦး။မနှက်စာလုပ်ထားပေးတယ်။မင်းအကြိုက်ဆုံးပြောင်းဖူးလေ။ဟေ့နေ့လေတောင်ရောက်နေပြီ။အချစ်မကောင်းနဲ့။အင်းဒီရတာပဲ။မင်းဘလို့ချက်တာလဲ။အရန်ရတာရှိတာပဲ။ကျွန်တော်လက်မေးစစ်ကိုလက်နဲ့ထောက်ပြီးသူ့ကိုငေးကြည့်နေမိတယ်။ရုတ်တရက်ကျွန်တော်ကြည့်တွေကဇုံးကင်ထားတဲ့သူ့လက်စီရောက်သွားတယ်။သူ့ရဲ့ဖြူဖွေးတဲ့လက်ကောက်ဝတ်မှာရှင်းရှင်းလင်းလင်းမြင်နေရတဲ့အမားရွတ်တစ်ခုရှိနေတယ်။ကျွန်တော်မျက်နှာအမူအရာပြောင်းသွားတာကိုမြင်တော့သူ့လက်ကိုစကွဲအောက်မှာမြန်မြန်ဖွက်လိုက်တယ်။ငါ့ကိုပြပါဦး။မကြည့်ပါနဲ့။ရုပ်ဆိုးတယ်။ငါ့ကိုပြပါ။သူထိတ်လန့်သွားပေမဲ့ကြောက်ကြောက်ရွံ့ရွံ့နဲ့လက်ကိုဆန့်ပေးလိုက်တယ်။ကျွန်တော်လက်ချောင်းတွေကအဲ့ဒီအမားရွတ်ဟောင်းကိုညင်သာစွာထိတွေ့လိုက်တဲ့အချိန်မှာမျက်ရည်တွေထိမရအောင်စီးကျလာတယ်။သူ့ရဲ့အတိတ်ကအမှတ်သားကအရန်ကိုထင်ရှားပြီးရင်နာစရာကောင်းလို့ကျွန်တော်ဆက်မတွေးရတော့ဘူး။ထရစ်စာအချိန်မီမရောက်လာခဲ့ရင်အဲ့ဒီဘေးဆိုးကသာသူ့ကိုကျွန်တော်စီကနေခေါ်သွားခဲ့ရင်ကျွန်တော်ဘာလုပ်မိမလဲ။ကျွန်တော်ပြစ်သားတစ်ယောက်ဖြစ်သွားမှာပါ။အဲ့ဒီအချိန်ကစပြီးကျွန်တော်တို့နှစ်ယောက်ဟာအသက်ရှင်ခြင်းနဲ့တည်ခြင်းတရားကြားမှာကွဲကွာသွားခဲ့မှာပါ။တကယ်လို့သာအဲ့ဒီလိုဖြစ်ခဲ့ရင်ကျွန်တော်ဘဝတစ်လျှောက်လုံးနောင်နာတွေနဲ့ပဲနေသွားရမှာဖြစ်ပြီးကိုဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။ဘာလို့ငိုနေတာလဲ။လူမိုက်ရဲ့ဘာလို့ငိုစရာလိုတာလဲ။ငါမင်းရှိမှာပဲဘာမှမဖြစ်ပဲရှိနေတာပဲ။သူပေါ့တန်ပြောလေကျွန်တော်ရင်ထဲမှာပိုးနာခြင်းလေးပါပဲ။တောင်းပန်ပါတယ်။ကျွန်တော်သူ့ရင်ခွင်ထဲမှာမျက်နှာအပ်လိုက်ပြီးကလေးတစ်ယောက်လိုသူ့ကိုဖတ်ထားခိုင်းလိုက်တယ်။အဲ့ဒီတော့ငါဘလောက်တောင်မျောလင်းချက်မဲ့ခဲ့လဲမင်းကိုဘလောက်တောင်မုန်းခဲ့လဲဆိုတာမင်းမသိပါဘူး။မင်းငါဘဝထဲကိုဝင်လာပြီးမျောလင်းချက်တွေပေးပြီးမှပြန်လဲရုပ်သိမ်းသွားတဲ့အတွက်ငါ့ကိုစွန့်ပစ်သွားတဲ့အထိရက်ဆက်တဲ့အတွက်မင်းကိုမုန်းခဲ့တာပါ။နောက်ပိုင်းမှာတော့ငါနားလည်လာတယ်။မင်းကိုမရှာနိုင်တော့တဲ့အတွက်မင်းငါ့ကိုမေးလို့မရအောင်ငါ့ကိုငါအောင်မြင်အောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်။မင်းအသက်ရှင်နေသေးရင်ဘယ်နေရာမှာပဲရှိနေပါစေငါ့ကိုမြင်နိုင်အောင်လို့ငါရဲ့ဂုဏ်သတင်းကိုအသေးအတန်စူးစမ်းပြီးတိစောက်ခဲ့တယ်။ငါကောင်းကောင်းမွန်မွန်နေထိုင်နေတယ်ဆိုတာငါအရန်တော်တဲ့သူဖြစ်နေပြီဆိုတာမင်းသိစေချင်တယ်။ဒါပေမဲ့အဲ့ဒီထက်ပိုပြီးငါမင်းကိုဘလောက်တောင်လွမ်းနေလဲဆိုတာမင်းသိစေချင်တာပါ။ကျွန်တော်သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးသူ့ကိုကျွန်တော်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားအောင်လုပ်ပြီးဘယ်တော့မှမလွတ်ပေးချင်တော့ဘူး။တီလာငါအတွက်တော့အမြဲတမ်းမင်းမရှိတာပါ။မင်းကိုပဲလက်ထပ်ပြီးကဘာပေါ်မှာအပျော်ရွှင်ဆုံးမင်းကလေးဖြစ်အောင်လုပ်ပေးမယ်လို့ငါကတိပြုထားတာ။သူ့စကားတွေကကိုမုန်းတီးနေတဲ့ကျွန်တော်ရဲ့အားနည်းတဲ့စိတ်တွေကိုတစစီဖြိုဖျက်သွားတယ်။ဒီနှစ်တွေအတွင်းမင်းဒုက္ခရောက်ခဲ့ရလို့တောင်းပန်ပါတယ်။ OK ငိုလာရက်တော့မဟုတ်ရင်ငါစိတ်ဆိုးမှာနော်။ပြောနေပါ။သူကျွန်တော်မျက်ရည်တွေကိုတုပ်ပေးပြီးကျွန်တော်မျက်နှာကိုလက်နဲ့အုပ်ကင်လိုက်တယ်။အင်းငါ့ကိုစွန့်ပစ်သွားတဲ့မင်းကိုတကယ်ပဲမုန်းတယ်။ဒါပေမဲ့ငါကအတုံးမကျတဲ့သူမို့လို့ပါ။ငါရဲ့ဘဝကျန်သမျှအချိန်တွေကိုမင်းအတွက်ပဲလုံးဝပေးအပ်လိုက်ပါပြီ။အဲ့ဒီတုန်းကကျွန်တော်ကအရန်ကိုအာယုံခံလွယ်နေခဲ့တာပါ။ကိုယုံကြည်မှုမရှိတာကြောင့်သူများနဲ့မဆက်သွယ်တော့ပဲကိုမြင်တဲ့အရာကိုပဲအမှန်လို့ထင်မှတ်ပြီးခေါင်းမာနေခဲ့မိတာပါ။အဲ့ဒါကအကြီးမားဆုံးအမှားတစ်ခုပါပဲ။ဒီနေ့တော့ကျွန်တော်နှလုံးသားထဲမှာပြည်တည်နေတဲ့အနာကိုဖောက်ထုတ်လိုက်ရပါပြီ။ရှော့လို့ကျွန်တော်ယူသားချင်ပါတယ်။ကျွန်တော်တို့တွဲနေတဲ့အချိန်တုန်းကကျွန်တော်အရန်ကိုယုံကြည်မှုမဲ့နေခဲ့တာပါ။မင်းပတ်ဝန်းကျင်မှာကအမြဲတမ်းတောက်ပပြီးချမ်းသာတဲ့သူတွေပဲရှိနေတာလေကျွန်တော်ကတော့ဆင်းရဲတဲ့ចောင်းသားလေးတစ်ယောက်ပဲရှိတာပါ။မင်းနဲ့မတန်ဘူးလို့ခံစားရတာကိုအရန်ကြောက်ခဲ့ရပါတယ်။ကျွန်တော်ရဲ့ပျော်ရွှင်မှုတွေကိုလည်းမဝေမျှရဲခဲ့တယ်လို့ကျွန်တော်ရဲ့ဝမ်းနည်းမှုတွေကိုလည်းပြောပြဖို့မဝင်ရဲခဲ့ပါဘူး။မင်းအလုံးရှုံနေမယ်ဆိုတာသိတဲ့အတွက်မင်းကိုအနှောက်ယှက်ပေးမှကိုကြောက်ခဲ့တာပါ။ကျွန်တော်တို့ရဲ့ဆက်ဆံရေးမှာနေတိုင်းလိုကျိုးတစ်ချောင်းပေါ်မှာလမ်းလျှောက်နေရတဲ့လူရှင်တော်တစ်ယောက်လိုမျိုးခံစားခဲ့ရပါတယ်။ပြီးတော့မင်းကတဘာဝအတိုင်းကိုအေးဆက်ဆက်နေတတ်သူလေ။ဒါကြောင့်မင်းနည်းနည်းလေးတော့ဝေးသွားတယ်လို့ခံစားရတိုင်းမင်းကကျွန်တော်ကိုကစားနေတာပဲလို့ထင်ခဲ့မိတာပါ။မင်းကကောင်းတဲ့ရည်စားတစ်ယောက်ပါဒါပေမဲ့ကျွန်တော်ကတော့မင်းရဲ့လက်တွဲဖော်ဖြစ်ဖို့မထိုက်တန်ဘူးလို့ပဲခံစားခဲ့ရတာပါ။အချိန်တော်ကြာတဲ့အထိကျွန်တော်ခွေးတစ်ကောင်လိုပဲမြင်ခဲ့တာပါ။
မင်းပြောတဲ့အချိန်ဆိုရင်ခေါင်းလေးပုတ်ပေးပြီးမင်းဝမ်းနေတဲ့အချိန်ဆိုရင်တော့မုတ်လေးကျွေးလိုက်နေပေါ့နောက်ထပ်ဘာမှမပြောပါနဲ့တော့တစ်ချိန်ချိန်မှာတော့သူ့မျက်လုံးတွေထဲမှာလည်းမျက်ရည်တွေပြည့်လာပါတယ်အလန်ကိုအဲ့ဒီလိုမျိုးမပြောပါနဲ့တော့ကျမကတော့မင်းကိုတခါမှအဲ့ဒီလိုမတွေးခဲ့ပါဘူးတကယ်ကိုမတွေးခဲ့တာပါအခုမှပဲသူကကျွန်တော်ဘာလို့အဲ့ဒီတုန်းကအဲ့ဒီလောက်ထိယုံကြည်မှုမဲ့နေခဲ့တာလဲဆိုတာကိုနားလည်သွားခဲ့တာပါအလန်တောင်းပန်ပါတယ်ကျမတို့ကြားထဲမှာနားလည်မှုလွဲတာတွေဒီလောက်တောင်များနေလိမ့်မယ်လို့မထင်ထားခဲ့မိဘူးကျမမင်းကိုဘယ်လောက်တောင်သဘောကျလဲဆိုတာမင်းသိသားပဲလို့သူကပြောပါတယ်သူ့အတန်လေးကကလေးတယောက်ကိုချော့မြူနေတယ်လို့မျိုးကျွန်တော်ကိုအေးချမ်းစေပြီးနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့စိတ်အေးချမ်းမှုကိုပြန်ပေးလိုက်ပါတယ်တကယ်တော့ကျွန်တော်တို့ပထမဆုံးတွေ့ခဲ့တာတက္ကသိုလ်မှာမဟုတ်ပါဘူးလင်းမနဲ့ဒေါ်လာ90လောက်ပို့ပေးလိုက်ရင်ကျွန်တော်ပြောပြမယ်ကျွန်တော်90သူများပို့ပေးပါမယ်ကျွန်တော်လှုပ်ဝက်ချက်ပေါင်းထောင်ချီပြီးကြားချင်နေတာပါကျွန်တော်တို့ပထမဆုံးတွေ့ခဲ့တာကမိုးရွာတဲ့ညတညမှာပါကျွန်တော်အဖေကစေးရုံတက်နေရလို့ကျွန်တော်အဲ့ဒီကိုအမြန်သွားနေတာပါအဲ့ဒီနေရာကလူသူအရောက်ပေါက်နေတော့တက္ကစီလည်းမရဘူးမိုးရဲကိုပြေးထွက်ဖို့လုပ်နေတော့မှပဲကျွန်တော်ဘယ်လောက်တောင်အရေးတကြီးဖြစ်နေလဲဆိုတာကိုမင်းမြင်သွားခဲ့တာပါမင်းဘာမှမပြောဘဲမင်းမရှိတဲ့ထီတစ်ချောင်းလေးကိုကျွန်တော်စီပေးလိုက်တယ်မင်းကရောရပါတယ်ကျမအနီးနားမှာပဲနေတာပါကျွန်တော်ဘာမှတုံ့ပြန်လိုက်ရခင်မှာပဲမင်းကမိုးသေးကြီးတဲ့ကိုပြေးသွားခဲ့တာပါအဲ့ဒီညကမိုးကအရန်တဲလုံးလို့မင်းတကူလုံးဆိုးရွှဲသွားခဲ့ပြီးကျွန်တော်နှလုံးသားမှာတော့မင်းမရနိုင်တဲ့အမတ်တရတစ်ခုဖြစ်ကြံခဲ့တာပါဒစိမ့်တယောက်ကိုထိပေးဖို့အတွက်ကိုယ်တိုင်မိုးဆူခံလိုက်တဲ့ဒီလိုကလေးဆန်တဲ့ကောင်လေးကဘယ်သူလဲလို့တွေးမိတာကိုအခုထိမှတ်မိနေပါတယ်အရန်ကိုကလေးဆန်တာပဲအဲ့ဒီတုန်းကတော့ကျွန်တော်တို့နောက်တစ်ခါထပ်တွေ့ကြတော့မှမဟုတ်ဘူးလို့ထင်ခဲ့တာပါဒါပေမဲ့နောက်တော့ကျွန်တော်စီတနာဝန်ထမ်းအစီအစဉ်တစ်ခုမှာပါဝင်ဖြစ်ခဲ့ပြီးအနီအောင်အင်ဂျီဝတ်ထားတဲ့လူအုပ်ကြီးထဲမှာမင်းကိုတွေ့လိုက်ရတယ်ချက်ချင်းပဲသိလိုက်တာပါဒါဟာကောင်းကင်ဘုံကပေးတဲ့လက္ခဏာတစ်ခုလို့ကျွန်တော်သိလိုက်တာပါအီဗန်မင်းကျွန်တော်ကိုကစားနေတာလို့ထင်နေတဲ့အချိန်မှာလေတကယ်တော့ကျွန်တော်တို့စတွဲတဲ့နေ့ကလေးကမင်းဘယ်တော့မှလက်ထပ်ခွင့်တောင်းမလဲဆိုတာကိုကျွန်မတွေးနေခဲ့တာပါကျွန်မမင်းကိုအရန်ချစ်တယ်ဒါပေမဲ့မင်းကအရန်ကိုလွတ်လပ်လို့နေတာမင်းကချစ်တယ်လို့ပြောရင်တော့မကြာခဏဆိုသလိုအေးဆက်ဆက်အမူအရာနဲ့ပဲပြောတတ်တယ်ဒါပေမဲ့မင်းမချစ်ဘူးလို့ပြောရင်တော့မင်းရဲ့ကျင်နာတတ်တဲ့စိတ်ကိုကျွန်မခံစားမိနေတော့မှာပဲကျွန်မတငယ်ချင်းတွေကကျွန်မကိုအားကြကြတယ်အဲ့ဒါကကျွန်မကိုအရန်စိတ်တူပြီးစိုးရိမ်စိတ်တွေဖြစ်လာစေတယ်ဒီလောက်ကောင်းတဲ့ကောင်လေးကိုတခြားတယောက်ကလူသွားမှာကိုအရန်ကြောက်ခဲ့ရတာပါမင်းနားမှာတခြားမိန်းကလေးတယောက်ကိုမြင်လိုက်တိုင်းကျွန်မအရန်ကိုမနာလို့ဖြစ်ခဲ့ရတယ်ကျောင်းသားမဟုတ်တဲ့အတွက်မင်းနားမှာနေတိုင်းမနေနိုင်တာကိုတောင်စိတ်ပြတ်မိခဲ့တယ်ဒါပေမဲ့ကျွန်မအဲ့ဒါကိုမပြရဲခဲ့ဘူးအကုန်လုံးကိုရင်ထဲမှာပဲဖိသိပ်ထားခဲ့တာပါမင်းဘာလို့ချင်းကျွန်မဘာမှမဝင်ပါဘူးမင်းရဲ့ဆုံးဖြတ်ချက်တွေကိုကျွန်မလေးစားပေးခဲ့တာပါအဲ့ဒါကြောင့်ပဲကျွန်မကမင်းကိုတန်ဖိုးမထားဘူးလုံလောက်အောင်မချစ်ဘူးလို့မင်းထင်မှားသွားခဲ့တာမဟုတ်လားသူ့မျက်လုံးတွေထဲမှာအဆုံးမရှိတဲ့ကျဉ်းနာမှုနဲ့ယူသားမှုတွေကိုကျွန်တော်မြင်ခဲ့ရပါတယ်တကယ်တော့သူကကျွန်တော်သူ့ကိုမသိခင်ကတည်းကကျွန်တော်ကိုဂရုစိုက်နေခဲ့တာပါကျွန်မမင်းကိုဘယ်လောက်တောင်ချစ်လဲဆိုတာမပြရဲခဲ့ဘူးအဖန်တကယ်တော့ကျွန်မလည်းယုံကြည်မှုမဲ့ပြီးပျက်စီးလွယ်တဲ့သူပါဒီယူလေးရဲ့စုပ်ပစ်ခံရမှာကိုအကြောက်ဆုံးသူကကျွန်မပါမင်းကကျွန်မရဲ့ပတ်စံကိုပဲချစ်တယ်ဆိုရင်တော့ကျွန်မအဆင်ပြေပါတယ်လို့တောင်တွေးခဲ့ဘူးလေဘာလို့လဲဆိုတော့ကျွန်မမှာတကယ်ပဲပတ်စံရှိနေလို့လေဒါပေမဲ့ကျွန်မအတွက်ကန်ဆိုးတာကမင်းကကျွန်မရဲ့ပတ်စံကိုမဟုတ်ပဲကျွန်မကိုပဲချစ်ခဲ့တာပါတကယ်တော့အဲ့ဒီတုန်းကကျွန်တော်တိတ်တဆိတ်ထွက်သွားခဲ့တာကအဲ့ဒီအရာတွေနဲ့ဘာမှမသက်ဆိုင်ပါဘူးဖရိကမင်းရဲ့တကယ်ရည်စားလို့အထင်မှားခဲ့မိလို့ပါအဲ့ဒီအကြောင်းပြချက်တစ်ခုလေးနဲ့လားအန်မင်းကအယူလားဘာလို့ကျွန်မကိုတက်တက်မမေးလိုက်တာလဲကျွန်မကကျွန်မရဲ့အကူနဲ့ညစာစားနေတာပါသူကကျွန်တော်ကိုစားတော့မလို့ကြည့်ပြီးကျွန်တော်ပခုံးကိုပြင်းပြင်းလေးကိုက်လိုက်ပါတယ်မင်းကျွန်တော်ကိုတက်တက်မေးခဲ့တင်တာမင်းစိတ်ဆိုးတာကိုကျွန်မမကြောက်ပါဘူးမင်းဘာမှမပြောဘဲထွက်သွားမှကိုပဲကျွန်မကြောက်ခဲ့တာပါကျွန်မဘာမှလုပ်မိလို့လဲလို့တွေးနေခဲ့ရတာပါလို့သူကပြောရင်သူ့အတန်တွေကနာကျင်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်အဲ့ဒါမင်းကိုအယမ်းမုန်းတယ်အဲ့ဒီညမှာပဲနားလည်မှုလွဲတာတွေအကုန်လုံးပွင့်လင်းသွားခဲ့ပါပြီကျွန်တော်သူ့ကိုပွေ့ချပြီးအိတ်ခမ်းထဲကိုခေါ်သွားလိုက်ပါတယ်သူ့ရဲ့ငြိမ်းချမ်းတဲ့မျက်နှာလေးကိုကြည့်ရင်သူ့နှဖူးလေးကိုနမ်းမိလိုက်တာကိုမတားဆီးနိုင်ခဲ့ပါဘူး Good night ပါကျွန်တော်ရဲ့ကလေးဆန်တဲ့မိန်းကလေးရဲ့ကျွန်တော်တို့ပြန်တွဲပြီးတဲ့နောက်ချော်ပြောင်းလဲသွားခဲ့ပါတယ်သူကကျွန်တော်ဘေးမှာနေတိုင်းကပ်နေချင်နေတာပါသူများဘက်ကိုကြည့်လိုက်ရင်ကျွန်တော်ထပ်ပြောက်သွားမှာကိုအရန်ကြောက်နေတာလေသူအရန်ကိုယုံကြည်မှုမဲ့နေမှန်းကျွန်တော်သိပါတယ်တကယ်ပြောရရင်ကျွန်တော်လည်းအတူတူပါပဲကျွန်တော်တို့နှစ်ယောက်လုံးကြောက်နေခဲ့ကြတာပါတယောက်နဲ့တယောက်ထပ်ပြောက်သွားမှာကိုကြောက်နေခဲ့ကြတာပါဒါကြောင့်ဒီတစ်ခါမှာတော့ကျွန်တော်တို့နှစ်ယောက်လုံးပြန်ရလာတဲ့အချစ်ကိုဂရုတစိုက်နဲ့ထိမ့်သိမ်းခဲ့ကြပါတယ်ညဘက်ဆိုရင်သူကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတတ်ပါတယ်နိုးလာရင်ဒါတွေကအိမ်မက်တစ်ခုပဲဖြစ်နေမှာကိုကြောက်နေတယ်လို့မျိုးပေါ့ကျွန်တော်မင်းကိုဘယ်တော့မှထပ်ဆုံးခွာသွားမှာမဟုတ်တော့ပါဘူးကျွန်တော်တည်တဲ့နေ့ထိပါပဲကျွန်တော်ရဲ့အကိုဝမ်းကွဲအစ်စ်ကကျွန်တော်ကိုမကြိုက်သေးပဲလက်သီးနဲ့ထိုးချင်နေပေမဲ့လည်းသူကတော့စိတ်ရင်းနဲ့ဂုဏ်ပြုပေးခဲ့ပါတယ်အဲ့ဒီနေ့ကသူ့ရဲ့တငယ်ချင်းအကောင်းဆုံးကသူ့ကိုလှည့်စားပြီးခေါ်လာခဲ့တာပါဘာမှလည်းကြုံမသိခဲ့ရှာဘူးတကားကိုတုံးဖွင့်ပြီးပန်းတွေမိဘုံပြန်တွေနဲ့ပြည့်နေနေတဲ့အခန်းထဲမှာကျွန်တော်ရက်နေတာကိုမြင်လိုက်ရတဲ့အခါသူ့တောင်းခဲသွားခဲ့ပါတယ်ကျွန်တော်ဆူဝစ်ပြီးသူ့စီလျှောက်သွားကသူ့တစ်ဖက်ထောက်လိုက်ပါတယ် Miss Chilla Sterling ကျွန်တော်နာမည်က Ellen Miller ပါကျွန်တော်ကိုလက်ထပ်ခွင့်ပြုပြီးကျွန်တော်ရဲ့ဇနီးတွေဖြစ်ပေးနိုင်မလားချက်ချင်းဆိုသလိုပဲသူ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျလာပါတယ်ကျွန်တော်လက်ထဲကလက်စုပ်ကသူ့ကိုယ်တိုင်ကျွန်တော်ကိုဒီဇိုင်းဆွဲခိုင်းထားတဲ့လက်စုပ်လေးပါဒီမိန်းကလေးကတော့တကယ်ကိုထက်မြက်တဲ့ဖြူဟာမြောက်သူပါပဲကျွန်တော်ထင်ခဲ့တဲ့တိုက်ဆိုင်မှုတွေအကုန်လုံးကတကယ်တော့သူ့ရဲ့စနစ်တကျစီစဉ်ထားတဲ့အစီအစဉ်တွေပါပဲဒါပေမဲ့ဘာဖြစ်သေးလဲ Miss Chilla Sterling ဒီနေ့ကကျွန်တော်တို့စတွေ့ခဲ့တာနှစ်ပြည့်တဲ့နေ့ပါလွန်ခဲ့တဲ့နှစ်အတွင်းမှာမင်းကိုမလွမ်းတဲ့အချိန်ဆိုတာတစ်စက္ကန့်လေးတောင်မရှိခဲ့ပါဘူးကျွန်တော်ဘဝကကျွန်တော်တို့ပြန်မတွေ့ခင်ထိမြူခိုးတွေအုပ်ဆိုင်နေတယ်လို့ပါပဲအဲ့ဒီမနက်ခင်းမှာအလင်းရောင်ကမင်းမျက်နှာပေါ်ကိုကျလာတဲ့အခါမင်းရန်ကိုလှပလွန်နေခဲ့တာပါကျွန်တော်အသက်ရှူတောင်ရက်သွားမတက်ပါပဲအဲ့ဒီအချိန်မှာပဲမျက်လုံးမိတ်လိုက်ရင်ဓာတ်တွေအကုန်လုံးပျောက်သွားမှာကိုအရန်ကြောက်သွားခဲ့တာပါ
အဲ့ဒီမိနစ်ပိုင်းလေးအတွင်းမှာပဲကျွန်တော်လက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်တာပါမင်းကိုလက်ထပ်ခွင့်တောင်းရတော့မယ်မင်းကျွန်တော်ကိုနှစ်လောက်စောင့်နေခဲ့ရတဲ့အချိန်မှာကျွန်တော်ကမင်းကိုနှစ်တောင်စောင့်ခိုင်းခဲ့ရတယ်ဒါကြောင့်အခုကျွန်တော်မင်းရဲ့ဘဝတစ်လျှောက်လုံးအတွက်တောင်းဆိုပါရစေအပြန်လန်အနေနဲ့ကျွန်တော်မင်းကိုအိမ်တအိမ်ပေးချင်ပါတယ်ကျွန်တော်တို့နှစ်ယောက်အတွက်ပဲပိုင်ဆိုင်တဲ့အိမ်လေးပေါ့ရှလုတ်ဒီတကားကနေကျွန်တော်နဲ့အတူဖျက်ချောက်ပေးနိုင်မလားတကားအပြင်ဘက်မှာရှလုတ်ကသူ့ပါးစပ်ကိုအုပ်ထားပြီးသူ့ခန္ဓာကိုယ်ကလည်းမထိန်နိုင်အောင်တုံ့ပြန်နေပါတယ်ကျွန်တော်တို့တငယ်ချင်းတွေကလက်ထပ်လိုက်ပါလို့အော်ဟစ်နေကြပါတယ်ကျမလက်ထပ်ပါမယ်သူကချက်ချင်းပဲငိုယိုရင်းကျွန်တော်ရင်ခွင်ထဲကိုပြေးဝင်လာပါတယ်သူငိုနေတာကိုကိုယ်ဖက်ထားရင်းနဲ့ကျွန်တော်ဟာကဘာပေါ်မှာကံကောင်းဆုံးလူသားတစ်ယောက်ဖြစ်နေပြီလို့ခံစားလိုက်ရပါတယ်ဒီနှစ်တွေအတွင်းမှာကျွန်တော်ဘယ်တော့ပဲထွက်ပြေးနေပါစေသူကတော့ဘယ်တော့မှမထွက်သွားခဲ့ပါဘူးသူကအမြဲတမ်းကျွန်တော်လက်ကြည့်ဖို့စောင့်နေခဲ့တာပါသူ့လက်ကိုဆွဲပြီးကျွန်တော်ပြင်ဆင်ထားတဲ့လက်စွပ်ကိုသူ့လက်ချောင်းလေးမှာဝတ်ပေးလိုက်ပါတယ်ရပါပြီမငိုပါနဲ့တော့အခုကစပြီးမင်းက marshmallow ပါအားလုံးကြားလိုက်ကြလားကျမအခု marshmallow ဖြစ်သွားပြီလို့သူကမျက်ရည်ချားကနေပြုံးပြီးသူ့လက်စွပ်ကိုကဘာကိုပြနေတယ်လို့မျိုးမြှောက်ပြလိုက်ပါတယ်အီလန်ကျမအခုကဘာပေါ်မှာအပျော်ဆုံးမိန်းကလေးတစ်ယောက်ဖြစ်နေတယ်လို့ပဲကျွန်တော်တို့တငယ်ချင်းတွေရဲ့အားပေးတန်တွေကကျွန်တော်တို့ကိုဝိုင်းရံထားပေးမယ်သူ့မျက်လုံးတွေကတော့ကျွန်တော်ကိုပဲကြည့်နေတာပါမင်းကကဘာကြီးကကျွန်တော်ကိုပေးတဲ့အကောင်းဆုံးလက်ဆောင်ပါပဲအဲ့ဒါကိုကြားလိုက်ရတဲ့အခါကျွန်တော်နှာခေါင်းတွေဆက်လာပါတယ်တကယ်တော့သူဟာကဘာကြီးကကျွန်တော်ကိုပေးတဲ့အကောင်းဆုံးလက်ဆောင်ဆိုတာကိုကျွန်တော်သူ့ကိုတခါမှမပြောခဲ့မိပါဘူးနောက်ပြီးမိုးရွာတဲ့အဲ့ဒီညတုန်းကကျွန်တော်ရဲ့နောက်ဆုံးကြံတဲ့ဆွေမျိုးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတာဆိုတာကိုလည်းကျွန်တော်မပြောခဲ့မိပါဘူးအဲ့ဒီတုန်းကကျွန်တော်စိတ်ဓာတ်တွေအကုန်ကျပြီးဘဝပြက်လူနေပါဖြစ်နေခဲ့တာပါမိုးရွာနေတဲ့အကာအကွယ်နဲ့ကျွန်တော်ရဲ့စိတ်ခံစားချက်တွေကိုအကုန်ထုတ်ဖြစ်နေခဲ့တာပါတင်းငယ်တဲ့ကျင်နာမှုလေးတစ်ခုအတွက်ကံကြမ္မာကဒီလောက်တောင်တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုနဲ့ပြန်ပေးဆက်လိုက်မယ်လို့ဘယ်တော့မှမတွေးခဲ့မိပါဘူးသူကကျွန်တော်ကဘာကြီးကိုလင်းလက်စေတဲ့နေအောင်ကြီးလေးတစ်စင်းလိုပါပဲကျွန်တော်တို့လက်ထက်ကတိတစ္ဆာပြုတဲ့အချိန်မှာသူကခြေဖြားလေးထောက်ပြီးကျွန်တော်နာနာကိုကက်ကကျွန်တော်ရင်ထဲမှာအမြဲတမ်းလျှို့ဝှက်သိမ်းဆည်းထားခဲ့တဲ့အနက်ဆိုင်ဆုံးသောလျှို့ဝှက်ချက်ကတော့ရှင်ပါပဲလို့တူတူလေးပြောခဲ့ပါတယ်လက်ထပ်ပြီး6လကြာမှာတော့ချောကကိုဝင်ရှိလာပါတယ်သူကပို့ပြီးတော့တောင်အနာကက်ချင်နေတတ်ပြီးမလုံခြုံတဲ့ကလေးလေးတယောက်လိုမျိုးပြုမှုနေတတ်ပါတယ်မောင်ကြီးကလေးမွေးပြီးရင်ရောမောင်ကကလေးကိုပဲချစ်ပြီးကျမကိုမချစ်တော့မှလားလို့သူကမေးပါတယ်ကျွန်တော်ကတော့ဘယ်လိုလုပ်အဲ့ဒီလိုဖြစ်ရမှာလဲဗျာကျွန်တော်နှိတ်လုံးသားထဲမှာရှင်နေရကိုဘယ်သူမှစားထိုးလို့မရပါဘူးကိုကလေးတောင်မှရှင်နေရကိုယူနိုင်မှာမဟုတ်ပါဘူးလို့ပြုံးပြီးပြောလိုက်ရင်သူ့ကိုရင်ခွင်ထဲဆွဲသွင်းကစိတ်ရှည်လက်ရှည်နဲ့နှစ်သိမ့်ပေးလိုက်ပါတယ်မကြခင်မှာကလေးလေးကမေမေလို့ခေါ်တော့မှလေအဲ့ဒီအချိန်ကျရင်ရောမောင်ကကလေးနဲ့ပဲအလုပ်များပြီးကျမကိုဂယုမဆိုင်တော့မှလားလို့သူကမေးပါတယ်ဘယ်လိုလုပ်ဖြစ်ပါမလားဘာလို့လဲဆိုတော့ဒီကဘာကြီးတစ်ခုလုံးမှာရှင်ကတော့ကျွန်တော်အတွက်အမြဲတမ်းအချစ်ဆုံးသူပဲဖြစ်နေမှာပါလို့သူကပြောရင်သူ့မျက်နှာလေးကိုကျွန်တော်ရင်ဘက်ပေါ်မှာအသားရဖိကတ်ထားကခိုင်မာပြီးချုံငိမ့်တဲ့အတန်လေးနဲ့ပြောဆိုလိုက်ပါတယ်